Okay, mingla pasya. Okay, mingla. Sia uba uno. Okay. Okay, sia ka palu mula sia. Cuma cina mula. Cina mula. Okay. Okay, sia. Aku lagi ka sia pemani ni. Yang mula mana ni? Yang ma mana sia no? Yang tu ma. Okay, pasya. Sia tadi ni aku jono cabu dah cabi kono sia no. Okay. Di pemapi ni patah piro di jengsen amingla. Okay. Ni leya sudah sih. Okay. Ni kuna sia sudah sih. Okay. Okay, di jono patah piro sia pia pun biar ayah no. Okay. Sia ni tadi kamera sia. Okay. Okay. ကျွန်တော်တို့မြန်မာနိုင်ငံကျင်းချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဟိုတုန်းကတော့ဘာမှနားမလည်ခဲ့ဘူးဟုတ်ကဲ့ပါကျွန်တော်ကခရိယန်မီယိုဖလာနေတော့ဆင်းသက်လာတဲ့လူဆိုတော့ဘုရားဘာသာအကြောင်းကိုဒါနားမလည်ခဲ့ဘူးဟုတ်ကဲ့နားမလည်တဲ့အခါမှာကျွန်တော်တို့တက္ကသိုလ်တွေတက်လာတဲ့အခါမှာဘုရားဘာသာမိတ်ဆွေနဲ့အများကြီးမိတ်ဆွေဖြစ်လာတယ်ဟုတ်ကဲ့ပါမိတ်ဆွေဖြစ်တဲ့အခါမှာသူတို့ကကျွန်တော်တို့ကိုဘုရားဘာသာအကြောင်းကိုပြောပြတယ်ဟုတ်ကဲ့ပြောပြတဲ့အခါကျွန်တော်တို့ကစိတ်တော်ဝင်စားရတာမဲ့ဘာမှနားမလဲဘူးဟုတ်ကဲ့ပါနားမလဲဘူးကျွန်တော်ခရိယန်ဘက်ကလည်းပဲကျွန်တော်တို့ခရိယန်ပိုင်းကိုဘာမှနားမလဲခဲ့ဘူးပေါ့ဟုတ်ကဲ့ပါဘာသာရေးအနေနဲ့ပဲနေခဲ့တယ်ဒါမဲ့ကျွန်တော်စပြီးဖတ်တဲ့ဟာလေးတွေနဲ့နောက်ပြီးတော့ကြာဘူးနာဝရှိတဲ့ဟာလေးတွေနဲ့နောက်ပြီးတော့ဗုဒ္ဓဘာသာတွေပြောတဲ့ဟာလေးတွေကိုအမြဲတမ်းကြားတဲ့အခါမှာကျွန်တော်ဗုဒ္ဓဘာသာနဲ့ပေါင်းပြီးဆိုရင်ခရိယန်အနေနဲ့ပေါင်းမှုနဲ့ခက်တယ်ဟုတ်ကဲ့ပါခရိယန်အနေနဲ့ပေါင်းရင်ဗုဒ္ဓဘာသာနဲ့ပေါင်းမှုနဲ့ခက်တယ်အဲ့လိုနဲ့ပဲနေလာခဲ့တာပေါ့နော်ဟုတ်ကဲ့ပါခဲ့ပြီးတော့ဘယ်လိုဖြစ်လာတယ်လဲဆိုတက္ကသိုလ်တွေကပြီးတော့မြန်မာနိုင်ငံရဲ့နိုင်ငံအရေးခင်းတွေဖြစ်လာပြီးတော့ကျောင်းသားကောင်းဆောင်တွေဖြစ်လာတဲ့အတွက်နိုင်ငံနဲ့ထွက်ပြေးရတာပေါ့ဟုတ်ကဲ့ပါထွက်ပြေးတဲ့အခါမှာဘန်ကောက်ရောက်သွားတယ်အဲ့ဒီဘန်ကောက်ရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့မြန်မာကျောင်းသားတွေဒုက္ခရောက်တော့ပေါ့နော်ဒါဒုက္ခရောက်တော့မြန်မာကျောင်းသားဒုက္ခရောက်တဲ့တဲမှာဗုဒ္ဓဘာသာအများဆုံးဒုက္ခရောက်တယ်ဟုတ်ကဲ့ပါခရိယန်ကဒုက္ခမရောက်တာနည်းတယ်ပေါ့အဲ့တော့မြန်မာကျောင်းသားဒုက္ခရောက်ကိုခိုလုံမဲ့နေရာတွေဒါအားနေတာပေါ့အဲ့ဒီခါမှာကျွန်တော်တို့ခရိယန်တွေကိုတို့ကလာပြောပြီးတော့ခိုလုံမဲ့နေရာတွေကိုကျွန်တော်တို့စီကိုရှာလာတာပေါ့ဟုတ်ကဲ့ပါကျွန်တော်တို့ကခရိယန်ရှိတဲ့နေရာတွေကိုခိုလုံတယ်နောက်ပြီးတော့ခရိယန်တင်ဦးဆရာရှိတဲ့နေရာတွေကိုကူညီတောင်းတယ်နောက်ပြီးတော့ဘုန်းကြီးတွေရှိတဲ့ကူညီတောင်းတယ်အဲ့လိုကူညီတောင်းလာတဲ့ခါမှာဘုရားသားအများကြီးနဲ့တည်ခွင့်ရလာတယ်ဆိုဘုရားဘာသာတွေကခရိယန်ရိတ်တာတွေမှာတို့နားလာတယ်နောက်ပြီးတော့ဘုန်းကြီးတွေနားမှာနားလာတဲ့ခါမှာတို့ကဘယ်လိုခရိယန်ဘုန်းကြီးတို့ဆက်ဆံမယ်ဆိုတော့မသိဘူးပေါ့မသိတဲ့အခါမှာကျွန်တော်တို့ဘယ်လိုဆက်ဆံမလဲဆိုတာပြောပြပါလို့တို့ကကျွန်တော်တို့ပြောလာတယ်ဟုတ်ကဲ့ကျွန်တော်တို့လည်းမသိဘူးဟုတ်ကဲ့ပါအဲ့လိုမသိပဲနေလာရင်းနဲ့ပဲတနေ့ကျတော့ဘုရားခင်ကျွန်တော်ကိုခေါ်တယ်ဟုတ်ကဲ့ခေါ်တဲ့အခါမှာကျွန်တော်ကဘုရားခင်ခေါ်တယ်ဆိုတော့ချက်ချင်းမသိလိုက်ဘူးပေါ့မသိတဲ့အခါမှာအဲ့မှာအတန်နဲ့ခေါ်တော့ကျွန်တော်ကအဲ့ဒီအတန်ကိုဘုရားခင်ခေါ်တယ်ဆိုတော့မသိတဲ့အခါမှာလန့်ပြီးတော့ကျွန်တော်ထပြီးတော့လူတွေခေါ်တယ်ထင်ပြီးတော့ကျွန်တော်စထင်တာကချင်မိတ်ဆွေတွေခေါ်တယ်လို့ပဲထင်တာဟုတ်ကဲ့ပါနောက်ပြီးတော့ကချင်မိတ်ဆွေတွေမဟုတ်ရင်ဗမာမိတ်ဆွေတွေပေါ့ဟုတ်ကဲ့ပါသူခေါ်တဲ့အတန်ကဘယ်လိုခေါ်တယ်လဲဆိုတော့ကျွန်တော်နာမည်ကိုခေါ်ပြီးတော့မင်းဘယ်လောက်ပြေးလို့ရမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ခေါ်တယ်အဲ့ဒီအတန်နဲ့နော်အတန်နဲ့ခေါ်ပြီးဆိုတော့ကျွန်တော်ကပြေးလို့ရမှာမဟုတ်ဆိုတော့ចောင်းသားကောင်းဆောင်ချင်းကျွန်တော်တို့ရံဖြစ်ပြီးတော့ထွက်ပြေးတာမျိုးထင်တာပေါ့ဟုတ်ပြီဆိုတော့ကျွန်တော်ចောင်းသားကောင်းဆောင်ချင်းတကယ်ချင်းနဲ့ကျွန်တော်ပြေးနေလိုက်ပြီးတော့သူတို့တတ်မယ်အဲ့လိုမျိုးထင်တာပေါ့မင်းဘယ်လောက်ပြေးလို့ရမှာမဟုတ်ဆိုတော့ကျွန်တော်အဲ့မှာချပြီးတော့ကျွန်တော်ဘေးမှာရှိတဲ့ငယ်ချင်းတွေကိုမေးတယ်ခင်ဗျာကျွန်တော်ခေါ်သလားခင်ဗျာကျွန်တော်ခေါ်သလားလို့မေးတော့သူတို့ကမခေါ်ဘူးဆိုမှကျွန်တော်အင်တာတက်တဲ့ခါမှာအင်တာမှာကိုတော့ကျွန်တော်ဖွင့်ပြတာပေါ့အဲ့ဒါဘုရားသခင်ခေါ်တာဆိုပြီးတော့ဖွင့်ပြတဲ့ခါကျတော့အတန်မကြောက်နဲ့စိတ်ထဲမှာပေါ်လာတယ်ဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်ငယ်တော့ကယ်တင်ချင်းရခဲ့တဲ့အချိန်နဲ့နောက်ကယ်တင်ချင်းရပြီးနောက်ဘုရားခင်မှုတော်ဆောင်ဖို့ရန်ကျွန်တော်ဆူတောင်းခဲ့တဲ့အချိန်တွေကိုထပ်ပြေးတဲ့အချိန်တွေအားလုံးပြန်တရိယာပြီးတော့ပြန်အိတ်တဲ့ခါမှာအဲ့ဒီမှာဘုရားခင်ကျွန်တော်ပြန်ခေါ်တယ်အဲ့ဒီပထမအတန်တိုင်းပဲပြန်ခေါ်တယ်အဲ့ဒီမှာတော့အိတ်မပျော်တော့ဘူးပေါ့ငိုနေတဲ့ချိန်ဒုတိယချိန်ဟုတ်ပြီတော့ပထမခေါ်တော့အိတ်ပျော်ပြီးတော့အိမ်မက်ထဲမှာလို့ထင်ခဲ့တယ်ဟုတ်ကဲ့ဒုတိယကျတော့အိမ်မက်မဟုတ်တော့ဘဲနဲ့တကယ်အတန်နဲ့ခေါ်တယ်တကယ်အတန်ကြားတယ်တကယ်အတန်ကြားပြီးတော့ကျွန်တော်ကြည့်တော့မင်းဘယ်လောက်ပြေးလို့ရမှာမဟုတ်ဘူးတဲ့အဲ့ဒါကျွန်တော်မတက်ရပြီးတော့ဆူတောင်းတာပေါ့ဟုတ်ကဲ့ဆူတောင်းတော့ကိုယ်ကကျွန်တော်အဖြစ်မပေးဘူးဟုတ်ပြီအဲ့ဒီနေ့ကိုအဲ့ဒီနေ့ဗာနေလဲဆိုတော့၈လေးလုံးနေ့ဟုတ်ပြီကျွန်တော်၈လေးလုံးဆန္ဒပြဖို့ရန်အားလုံးသဘောတူတဲ့နေ့ပေါ့ဟုတ်ကဲ့ပါကျွန်တော်1990အောက်လ10ရက်နေ့8လေးလုံးကိုဘန်ကောက်တန်ယုံမြန်မာတန်ယုံဆန္ဒပြဖို့ရန်အတွက်ကျွန်တော်ပြင်ဆင်တဲ့နေ့မှာအဲ့လိုခေါ်တော့ကျွန်တော်ကအဲ့ဆန္ဒပြတဲ့နေရာမှာတွားတော့ပဲနဲ့တနေ့ကုန်စာဆောင်လိုက်တယ်။စာဆောင်ဖျားခင်ကျွန်တော်ခေါ်လဲဆိုရင်ပြန်ပြီးတော့ခေါ်ပါတတိယချင်းဆိုတော့ဆောင်းအဲ့ဒါကျွန်တော်မခေါ်တော့ဘူး။မခေါ်လာတဲ့နဲ့ပဲဆောင်းမျောရင်းနဲ့15ရက်ကြာသွားတယ်။ဟုတ်ပြီ။အဲ့ဒီ15ရက်တည်းမှာဖျားခင်ကျွန်တော်ခေါ်လာတော့အတန်ပြန်ဆောင်းတော့အတန်မပြောတော့ဘူး။ဟုတ်ကဲ့။တင်းဦးဆရာ3ယောက်ပို့ပေးတယ်။ဟုတ်ပြီ။တင်းဦးဆရာ3ယောက်ပို့ပေး။တင်းဦးဆရာမြန်မာနိုင်ငံရဲ့တင်းဦးဆရာကောင်းဆောင်ကြီးတွေပေါ့။ဟုတ်ကဲ့။3ယောက်ပို့ပြီးတော့3ယောက်ကကျွန်တော်ကိုပြန်ရှင်းပြတာပေါ့။ဟုတ်ကဲ့။ပ
ဘလို့ရှင်းပြတယ်လဲဆိုတော့ဒီအတန်ကဖရာတန် ဟုတ်ပြီ မင်းကိုဖရာခေါ်တာ ဟုတ်ပြီ ဆိုတော့မင်းကဖရာနောက်လိုက်ပါဆိုတော့တင်းဥဆရာကြီး3ယောက်ကခေါ်တယ် ဟုတ်ကဲ့ ပထမရှင်းပြတဲ့တင်းဥဆရာကမြန်မာနိုင်ငံနဲ့အမေရိကန်တော်ဖို့ရန်ဘန်ကောက်မှာလမ်းပြောက်တဲ့တင်းဥဆရာနဲ့ ဟုတ်ပြီ ခိုင်းတယ် ဟုတ်ကဲ့ နောက်ဒုတိယတင်းဥဆရာကတော့ကနေဒါနိုင်ငံတော်ဖို့ရန်ဘန်ကောက်မှာလမ်းပြောက်တဲ့တင်းဥဆရာနဲ့ ဟုတ်ပြီ ဆိုကျွန်တော်တွေ့ခိုင်းတဲ့ဖရာခင်တဲ့တင်းဥဆရာလမ်းပြောက်တဲ့တင်းဥဆရာတွေကျွန်တော်လိုက်ခဲ့တာလိုက်ခဲ့တာ ဟုတ်ကဲ့ ကျွန်တော်ထင်တာကျွန်တော်ကသူတို့ကဲတယ်ထင်တယ် ဟုတ်ပြီ ဖရာခင်ကသူတို့ကျွန်တော်ကဲခိုင်းတာဖြစ်နေတယ် ဟုတ်ကဲ့ အဲ့တော့တတိယတင်းဥဆရာကဖိလစ်ပိုင်ကပြန်လာတဲ့တင်းဥဆရာနဲ့တွေ့ပြီးတော့သူတို့ကကျွန်တော်ဖရာခင်နောက်လိုက်ဖို့ပြောတယ်ကျွန်တော်ပြည်လိုက်ရမလဲဆိုတာမသိဘူးပေါ့ ဟုတ်ကဲ့ အဲ့ဒီမှာကိုတော့ကျွန်တော်ရှင်းပြတော့အဲ့ဒါနဲ့ကျွန်တော်ဖိလစ်ပိုင်ကိုကျန်းဆောင်တက်ဖို့စတင်ထွက်ခွာတာပေါ့ ဟုတ်ကဲ့ ထွက်ခွာပြီးဖိလစ်ပိုင်ရောက်တော့ကျွန်တော်ထင်တာကျန်းဆောင်တက်မယ်ဖရာခင်ကျွန်တော်ဘာခိုင်းမလဲဆိုတာမသိဘူး ဟုတ်ပြီ အဲ့ဒီမှာဖရာခင်ကျွန်တော်ကိုရီးယားတွေနဲ့တွေ့ခိုင်းပြီးတော့ကိုရီးယားကြီးចောင်းသားတွေနဲ့တွေ့ပြီးတော့ကျွန်တော်ចောင်းသားတွေနဲ့တွေ့တဲ့အချိန်မှာဖရာသခင်နိုင်ငံတော်တို့ကကျွန်တော်စတင်ပြီးတော့ရှင်းပြတယ် ဟုတ်ကဲ့ စတင်ရှင်းပြတော့ကျွန်တော်ဖရာခင်နိုင်ငံတော်ကိုတည်ပြီးမှကောင်းကင်ရောက်မယ်အဲ့မှာနိုင်ငံတော်တွေ့မယ်လို့ထင်ခဲ့တာ ဟုတ်ကဲ့ သူတို့ကကောင်းကင်ဘုံကတတ်တဲ့ဖရာခင်နိုင်ငံတော်တတ်တဲ့ကောင်းကင်ဘုံကတည်ပြီးမှရောက်မယ်နေရာ ဟုတ်ကဲ့ နိုင်ငံတော်ကခုလောကမှာကိုရောလာပြီးတယ်ခင်ဗျားအဲ့ဒါမရဘူးလား ဟုတ်ကဲ့ ကျွန်တော်ကမရဘူးဆိုတော့အဲ့ဒါမရတာခင်ဗျားမှာတဲ့ဝိညာဉ်ဆိုးနတ်ဆိုးစာရမလာတွေကပိတ်ဆို့ထားလို့မမြင်တာ ဟုတ်ပြီ ကျွန်တော်ကယ်တင်ချင်တာနှစ်20ရှိပြီ ဟုတ်ပြီ ဘယ်လိုလို့သူတို့ပိတ်ဆို့နိုင်တယ်လဲဆိုတော့ကယ်တင်ချင်ရတယ်လည်းမဆိုင်ဘူးတဲ့စာရမလာကြိုက်တယ်လို့လုပ်လို့ရတယ်တဲ့ ဟုတ်ကဲ့ အစာရှောင်ဆူတောင်းပြီးတော့ဝိညာဉ်တန်ရှင်းတော့ပြီးတော့တကူရမှနိုင်မယ်ဆိုတော့ ဟုတ်ကဲ့ ကျွန်တော်လည်းအဲ့ဘာနဲ့စပြီးတော့တူထီလာပြီးတော့မကြခင်မှာရက်40စာရှောင်ခွင့်ရတယ် ဟုတ်ပြီ အဲ့ဒီရက်40စာရှောင်းတဲ့ချိန်မှာဖျက်ခင်မြန်မာနိုင်ငံအကြောင်းကိုအဲ့လိုရှင်းပြလာတာပေါ့ အော် ရှင်းပြလာပြီးတော့ကျွန်တော်အဲ့ဒီရှင်းပြခါစားတော့တိတ်နာမလဲဘူးတပြည့်ပြည့် ယေရှုကိုယ်တိုင်ရှင်းပြလာလား ယေရှုကိုယ်တိုင်လည်းစကားပြောတယ်ဝိညာဉ်တော်နဲ့လည်းစကားပြော ဟုတ်ပြီ နောက်ပြီးတော့ဖယားသခင်နဲ့စကားပြောတာတော့ကျွန်တော်တိတ်မဖမ်းနိုင်ဘူး ဟုတ်ကဲ့ ယေရှုလည်းတော့အမြဲအများကြီးစကားပြောတယ် ဟုတ်ပြီ နောက်ဝိညာဉ်တော်နဲ့စကားပြောတာအများဆုံး ဟုတ်ကဲ့ နောက်ယေရှုနဲ့ပြောတာနဲပြီမဲ့ကိုရောယေရှုနဲ့ပြောပြီဆိုရင်တကယ်အတင်းကြပ်ကြပ်စကားပြောခဲ့တာ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့မှာမြန်မာနိုင်ငံအကြောင်းစတင်ရှင်းပြတယ် ဟုတ်ကဲ့ ကျွန်တော်မြန်မာသမိုင်းနားလဲတာတအားနေတော့ချက်ချင်းမဖမ်းနိုင်ဘူး ဟုတ်ပြီ အဲ့လိုရှင်းပြရင်အခုကျွန်တော်မြန်မာနိုင်ငံပြန်လာပြီးတော့အခု20 မြန်မာနိုင်ငံမှာအခု20 ဟုတ်ကဲ့ ကျွန်တော်အခုတော့ကျွန်တော်တင်ပေးတယ် ဟုတ်ကဲ့ နောက်ဖိလစ်ပိုင်မှာစာဆောင်ပြီးတော့နှစ်ဆက်တင်ပေးဆိုအားလုံးပေါင်း22နှစ်ပေါ့ ဟုတ်ကဲ့ အဲ့ဒီမှာခုနဆရာပြောတဲ့အဲ့ဒီကျင့်ချင်းအကြောင်းလဲ ဟုတ်ကဲ့ပါ 20အတွင်းမှာတဖြည်းဖြည်းနဲ့သဘောပေါက်လာတယ် ဟုတ်ကဲ့ပါ ဆိုတော့ပထမသဘောပေါက်တဲ့ဟာကတော့400ကျင့်ချင်းကိုသဘောစပေါက်တယ် နှစ်400 နှစ်400ကျင့်ချင်း ဟုတ်ပြီပြောပါဆရာဟုတ် နောက် ကဲ့ ဒုတိယသဘောပေါက်တာနှစ်90ပေါ့ နှစ်90ဟုတ်ကဲ့ပါဟုတ်ပြီနှစ်400ရဲ့ပမာပြီနှစ်400ရဲ့ချိန်ချင်းအမေကလားဘယ်လိုစဖြစ်လဲဆရာ နှစ်400ကျင့်ချင်းကတော့ကျွန်တော်လည်းပထမဆုံးတက္ကသိုလ်တက်တုန်းကတငယ်ချင်းတွေနဲ့စကားပြောတော့တငယ်ချင်းတွေတို့ပြောတယ်ခင်ဗျားတို့ချင်းလူမျိုးတွေကခရိယန်ဖြစ်သွားတာအဲ့ဒါမဖြစ်နိုင်ဘူးတဲ့မြန်မာလူမျိုးဆိုရင်ဗုဒ္ဓဘာသာဖြစ်ရမယ်တဲ့ ဟုတ်ပြီ အဲ့ဒါကျွန်တော်ကပြောတယ်မြန်မာလူမျိုးဗုဒ္ဓဘာသာဖြစ်ရမယ်ဆိုဗုဒ္ဓဘာသာဖြစ်ရင်ငရဲရောက်မယ် ဟုတ်ပြီ ကျွန်တော်ခရိယန်ဖြစ်ရင်ကောင်းကင်ရောက်မယ်ဆို ဟုတ် တော့ ပြီ ကျွန်တော်တို့ကပိုကောင်းတာယူရမှာပေါ့ အေး ကောင်းကင်ရောက်မယ်ဆိုတာကျွန်တော်မယူလို့ပဲဖြစ်မလဲ ဟုတ်ကဲ့ လို့ပြီးတော့သူတို့ကပြောတယ်ကျွန်တော်တို့ဗုဒ္ဓကလည်းတဲ့ကောင်းကင်ရောက်တဲ့နိလန်ပြောပြတယ်တဲ့ ဟုတ် အ ကဲ့ ရိမရိယကြွမယ်တဲ့အရိမရိယကြွပြီးတော့မြန်မာလူမျိုးတွေဗုဒ္ဓဘာသာအားလုံးကင်မယ်တဲ့ဆို ဟုတ်ပြီ ဗုဒ္ဓဘာသာအားလုံးလည်းအရိမရိယကြွရင်တော့အကုန်လုံးရောက်မှာပဲတဲ့ ဟုတ်ပြီ ဆိုတော့ကျွန်တော်ကအဲ့ဒီသူတို့ပြောတဲ့အရိမရိယကြွရင်ကောင်းကင်ရောက်မယ်ဆိုတော့သူတို့ပြောတာကျွန်တော်ထင်တာမယုံဘူးပေါ့ အေးပေါ့ အဲ့တော့ခရစ်တော်မှလွှဲရင်ဘာမှမရှိတော့ဘူး ဟုတ်ပြီ ဆိုတော့ခရစ်တော်မှလည်းနောက်ဘာမရိယပဲဖြစ်ဖြစ်ဘာတွေပဲဖြစ်ကျွန်တော်မြင်ရတော့ဖယားnull prophet ပေါ့ ဟုတ်ကဲ့ အဲ့လိုမျိုးပဲထင်တာပေါ့ဒါလိန်နဲ့ဖယားပဲဖြစ်မယ်လို့ ဟုတ် ထ ကဲ့ င်ခဲ့တာပေါ့ ဟုတ် ဆို ကဲ့ တော့မယုံခဲ့ဘူးပေါ့ ဟုတ်ကဲ့ပါ မယုံခဲ့တဲ့ခါမှာအခုဖိလစ်ပိုင်ရောက်ပြီးတော့ရက်40ရှောင်းတဲ့ကိုတော့ကျွန်တော်အဲ့ဒါကိုပြောပြလာတယ် ရှင်းပြလာပြီးတော့ပထမအဆုံးမြန်မာနိုင်ငံကိုစရှင်းပြတယ် ဟုတ်ကဲ့ နောက်ပြီးတော့ပကံညောင်ဦးလည်းကိုတော့တခင်ခရစ်တော်ကိုယ်တိုင်ကျွန်တော်ခေါ်သွားပြီးတော့ပကံညောင်ဦးရဲ့အပေါ်မှာကျွန်တော်နဲ့တနာရီခွဲလောက်စကားပြောမယ် အော် အဲ့ဒီမှာကျွန်တော်မိနစ်40လောက်ပြောခိုင်းတယ် ဝိညာဉ်ထဲမှာနော် အဲ့ဒီတောင်ပေါ်မှာဆာဆောင်တဲ့ချိန်မှာဝိညာဉ် ဝိညာဉ်ကဟိုဘက်သွားနေ ပကံညောင်ဦးပေါ်ရောက်သွားတယ် ဆရာကပမာရှောင်းနေတယ် ဖိလစ်ပိုင်နိုင်ငံတောင် ဟိုဖိလစ်ပိုင်မှာဆရာရှောင်းနေတဲ့ခါမှာဆရာဝိညာဉ်ကပကံညောင်ရောက်နေတယ် ရောက်တယ်ကိုတော်နဲ့တူတူရောက်တယ်မြောက် ဟုတ်ပြီဟုတ်ပြီ ဆိုတော့ကျွန်တော်တူတူပဲပကံညောင်ဦးကိုကြည့်တယ်ကြည့်ပြီးတော့ကျွန်တော်မေးတော့ကျွန်တော်ကလည်းသူ့ကိုရှင်းပြတယ်မိနစ်40ကျော်လောက်ရှင်းပြတယ် ဟုတ်ကဲ့ သူကကျွန်တော်ကိုမိနစ်40ကျော်ပြန်ရှင်းပြတယ်လှည့်ကြပေါ့ကျွန်တော်သူ့ကိုရှင်းပြတယ်မြန်မာယဉ်ကျေးမှုနဲ့မြန်မာတမိုင်းနဲ့ပကံညောင်ဦးရဲ့တမိုင်းတိတလောက်ရှင်းပြတယ် ဟုတ်ကဲ့ သူကကျွန်တော်ဟိုးမြန်မာတမိုင်းအစထိသူကကျွန်တော်ပြောပြပြီးတော့သူတို့နှလုံးသားအထိပြောပြပြီးတော့နောက်ဆုံးမှသူကကောင်းသောမြေဩဇာဖြစ်တယ်တဲ့ပကံညောင်ဦး ပကံညောင်ဦးက မရှိတဲ့လူတွေမြန်မာလူမျိုးတွေဗုဒ္ဓသားတွေ ပကံညောင်ဦးမှာရှိတဲ့ပမာတွေကကောင်းတော့မြေဖြစ်တယ် ကောင်းသောမြေဩဇာ ဟုတ်ပြီ တဲ့ဆို အဲ့ဒါယေရှုပြောတာလား ကိုယ်တော်ကိုယ်တိုင်ပြောပြ ဟုတ်ကဲ့ ကောင်းသောမြေဩဇာဖြစ်တယ်တဲ့ဆိုတော့ကျွန်တော်က
အဲ့ဒီမှာတော့တအားခက်ခဲကြုံပါဘူး ဟုတ်ပြီ ကျွန်တော်ခရိယန်ထဲမှာတော့မှကောင်းသောမြေဩဇာဆိုတာတင်းဥဆရာကြီးကိုထင်တာ ဟုတ်ကဲ့ သူတစ်ပြင်းမြန်မာနိုင်ငံမှာဖျားတုံးတယ်လို့ကျွန်တော်ထင်တယ်ဆရာဦးမချစ်လိုဟာမျိုးဆရာဦးတင်မောင်ထွန်းလိုဟာမျိုးနောက်ကရင်တင်းဥဆရာကြီးတွေတကယ်တက်တာထားတဲ့လူတွေကိုကောင်းသောမြေဩဇာလို့ထင်တာ အော် သူကမဟုတ်ပကညာဥမှာရှိတဲ့မြန်မာလူမျိုးတွေကိုကောင်းသောမြေဩဇာ ဟုတ်ပြီ ကျွန်တော်အဲ့မှာဒုက္ခရောက်သွားပြီမရှင်းနိုင်တော့ဘူးပေါ့ ဟုတ်ကဲ့ ဒုတိယပါဆက်ပြောတယ်လဲဆိုတော့ဒီလူတွေစီကိုတဲ့လူကိုဆင်လွတ်ဖို့ရန်လူကိုရှာတာဒီနေ့အထိမတွေ့သေးဘူး ဟုတ်ကဲ့ပါ ဆိုမတွေ့သေးဘူးဆိုတော့ကျွန်တော်ကမြန်မာနိုင်ငံမှာတင်းဥဆရာတွေအများကြီးကျွန်တော်သိခဲ့တယ်လေ ဟုတ်ကဲ့ ဦးချစ်တို့ဆရာဦးတင်မောင်ထွန်းတို့ဆရာမြန်မာနိုင်ငံတင်းဥဆရာကြီးတွေသူတို့တွေဗမာလူတရားဟောတယ်လို့အများကြီးတွေ့ခဲ့တာပေါ့ ဟုတ်ကဲ့ သူတို့တွေရှိလျက်နဲ့ဘာဖြစ်လို့မတွေ့တယ်လဲဆိုတာမသိပြန်ဘူး ဟုတ်ကဲ့ အံ့ဩတာပေါ့ ဟုတ်ကဲ့ အဲ့တော့လူမတွေ့ဘူးတဲ့ဒါပေမဲ့အဲ့ဒီသူမတွေ့ဘူးပြောတဲ့အချိန်မှာကျွန်တော်ရဲ့နှလုံးသားထဲမှာကြမ်းပိုက်တစ်ပိုက်ထွက်လာတယ်ဇီဂျီလာခိုင်း22အငယ်30 ဟုတ်ကဲ့ အဲ့ဒီမှာကိုရောဘာပြောဆိုယေရုရှလင်မှာတဲ့ဟိုဣသရေလနိုင်ငံပေါ့ဣသရေလလူမျိုးနဲ့ယုဒလူမျိုးတွေပေါ့ကျမ်းမှာတတိုင်းရှိတယ်တဲ့အဲ့တိုင်းကိုဖြိုပြီးတော့တရားခင်းမဲ့လို့သူရှာတာမတွေ့ဘူးအဲ့ဒီကျမ်းပိုက်ကိုထွက်လာတော့ကျွန်တော်အဲ့ဒါဆိုရင်တရားခင်းမဲ့လူလူတော့ပေါ့ဆိုတော့ကျွန်တော်အဲ့ဒီမှာရှင်ရှာကကျွန်တော်ခိုင်းပါလားဆိုတော့ကျမ်းပိုက်လေးဝင်လာတော့ကျွန်တော်ကလည်းပါထားတယ်ကျွန်တော်ကမခိုင်းဘူးလားလို့ပြောတယ်ကျွန်တော်ကမခိုင်းဘူးလားလို့မေးတော့ကိုရောစကားမပြောတော့ဘူးအဲ့ဒီမှာအဲ့ဒီပကံညာโอเคစင်ဆုံးသွားတယ် ပြီးသွားတယ် အဲ့ဒါကျွန်တော်ရက်လေးဆက်စားရှောင်း29ရက်နေ့ညမှာ ဩ အဲ့ဒီဟာကိုမပြောတော့ဘူး အဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော် အဲ့ ပါ ဒါ92ခုနှစ်1992ခုနှစ်ဆိုတော့ဒီနှစ်ပေါင်း22ခုနှစ် ဟုတ်ကဲ့ပါ အဲ့နဲ့ဆက်ရှောင်းတော့33ရက်မှာပြန်ပြောပြတယ်အဲ့ဒါ ဟုတ်ကဲ့ ပြန်ရှင်းပြတယ်မင်းငါ့ကိုတောင်းတဲ့ဟာကိုငါပေးမယ်တဲ့ခံနိုင်မလားတဲ့ဆိုတော့ကျွန်တော်ဗာတောင်းမှသိစိတ်မသိတော့ဘူး ဟုတ်ကဲ့ အဲ့တော့ခံနိုင်မလားဆိုတော့ကျွန်တော်ကခံနိုင်မယ်လို့ပြောတာပေါ့ ဟုတ်ကဲ့ အဲ့ပြောပြီးတော့33ကနေပြီးရက်40ပြည့်တဲ့အထိကိုအဲ့မှာကိုလာကျွန်တော်ကပြောတယ်ဆိုမြန်မာနိုင်ငံကိုပြန်သွားရမယ်တဲ့ ဟုတ်ပြီ ကျွန်တော်တို့ကဖိလစ်ပိုင်မှာကျောင်းတက်တယ်ဆိုပေမဲ့မြန်မာနိုင်ငံပြန်သွားဖို့မလိုဘူးတက္ကသိုလ်ဆန္ဒပြတဲ့ကျောင်းသားတွေဆိုတော့လေ ဟုတ်ကဲ့ဟုတ်ကဲ့ မြန်မာနိုင်ငံပြန်သွားသူတို့ဖမ်းမယ်တတ်မယ်ထောက်ချမယ်ဆိုတော့ထပ်ပြေးတဲ့ကျောင်းသားအားလုံးကမြန်မာနိုင်ငံပြန်သွားရတဲ့လူတယောက်မှမရှိဘူး ဟုတ်ကဲ့ သူကမြန်မာနိုင်ငံပြန်သွားရမယ်တဲ့နောက်ပြီးတော့လက်စာလုံးဝမယူရဘူးနောက်ပြီးနိုင်ငံခြားထောက်ပံ့လုံးဝမရှာရဘူးသူကိုယ်တိုင်လုပ်ကြွေးမယ်ပေါ့ ဟုတ်ကဲ့ ဘယ်နေရာပဲရောက်သူကြွေးမယ်ဆိုတော့ ဟုတ်ကဲ့ ကျွန်တော်လည်းဟုတ်ကဲ့ဆိုလက်ခံလိုက်တယ် လက် ခံပြီးတော့ပြန်လာဖို့ဖြစ်သွားတာပေါ့ ဟုတ်ပြီ အဲ့တော့ပြန်လာဖို့ဖြစ်တဲ့ခါမှာကျွန်တော်ကအဲ့ဒီမြန်မာတမိုင်းသူပြောတဲ့ဟာတွေကိုသူပြောတာပဲသိတယ်တမိုင်းကိုနားမလည်တော့ဘူး အော်ဟုတ်ပြီ ဆိုတော့ဖိလစ်ပိုင်မှာကျွန်တော်ကတမိုင်းလေးလာကြည့်မယ်ဆိုတော့မြန်မာတမိုင်းကိုလေးလာကြည့်တယ်ပေါ့ဗုဒ္ဓတမိုင်းကို လေးလာတော့မြန်မာနိုင်ငံတမိုင်းကိုမတွေ့ပဲနဲ့အဲ့ဒီဟိုဗုဒ္ဓတမိုင်းကိုတာတွေ့တယ် အော်ဟုတ်ပြီ ဟိုတီလိလင်္ကာတီဟိုနိုင်ငံအိန္ဒိယနိုင်ငံတရုတ်နိုင်ငံဖိလစ်နောက်ပြီးတော့ယူရီးယားနိုင်ငံကမ္ဘောဒီးယားလာအိုယူရီးယားအဲ့ဒီဗုဒ္ဓတမိုင်းကိုတာတွေ့တယ် ဟုတ်ကဲ့ တာတွေ့တော့အဲ့ဒီမှာအရီမရီယာကိုတာတွေ့တယ် အော် အရီမရီယာကိုတာတွေ့တော့မြန်မာနိုင်ငံမှာမရှိတဲ့အချက်လက်တွေအများကြီးတာတွေ့တယ် အော်ဟုတ်ပြီ အဲ့ဒါကျွန်တော်အဲ့ဒါလိလာပြီးတော့ဟိုစာရန်ရေးတာပေါ့ ဟုတ်ကဲ့ စာရန်ရေးနဲ့အဲ့ဒီအရီမရီယာဆိုတဲ့ဟာကြီးကခရစ်တော်သွားဖြစ်နေတယ် အော် ခရစ်တော်သွားပြစာရမခရစ်တော်သွားဖြစ်နေတယ်ဆိုတော့သူက ဒီပုဂ္ဂိုလ်တွေစောင့်မျှော်နေတဲ့အရိမရိယကခရစ်တော်ဖြစ်နေတယ် ဆိုတော့သူတို့ကဘုရားတရားအရိမရိယလို့ပြောတာနိုင်ငံချမ်းမှာကျအရိမရိယမဟုတ်တော့ဘူးအရိမရှိတော့ဘူးမတိရပဲသွားရှိတယ် အရိမရိယဆိုတာပါလားဆရာ အရိမရိယဆိုတာဘုရားဘာသာတွေကပါဠိဘုရားဘာသာပါဠိပေါ့ပါဠိဗုဒ္ဓကတည်းကကြွလာမယ်နောက်ဆုံးတော့ဖရားပေါ့ အော် အဲ့ဒါ သူရဲ့အတိတ်တွေကနောက်ဆုံးကြွလာမယ်ဖရား ဟိုအဲ့လိုမဟုတ်ဘဲနဲ့အခုအရိမရိယဆိုသူ့နာမည် အော်ဟုတ်ပြီဟုတ်ပြီ သူ့နာမည်အဲ့ဒါကနောက်ဆုံးကြွလာမယ်ဖရားပေါ့ဗုဒ္ဓနောက်မှကြွလာမယ်အဲ့ဒီပြီးတော့ဖရားမရှိတော့ဘူး အော်ဟုတ်ပြီဟုတ်ပြီ နောက်ပါဖရားမှမပေါ်တော့ဘူး ဟုတ်ကဲ့ တဆူတီတော့နောက်ဆုံးဖရားပေါ့ ဟုတ်ကဲ့ အဲ့ဒါကိုသူကအရိမရိယလို့ ဟုတ်ကဲ့ ပါဠိကနာမည်ပြောတယ် အော်ဟုတ်ပြီ ဒါပေမဲ့ဖိလစ်ပိုင်မှာကျွန်တော်တကယ်လေးရတဲ့ခါမှာအရိမရိယတော့မဟုတ်ဘူး ဟုတ်ပြီ အာရှတစ်ခွင်လုံးမှာတော့အရိဆိုမပါဘူး အော်ဟုတ်ပြီ မထီရတော့ဖြစ်နေတယ် မထီရ ဟုတ်ကဲ့မထီရမ တ စီ က ရ ယ်တမ်း မစီရ အရိမရိယဆိုတဲ့နာမည်ကသူ့နာမည်အရင်ကမထီရ အဲ့လိုမဟုတ်ပဲနဲ့ဟိုအရိမရိယဆိုတာပါဠိ အော်ပါဠိစကား မြန်မာပါဠိပေါ့ မြန်မာပါဠိဟုတ်ပြီ အခုဗုဒ္ဓဘာသာတွေကပါဠိကိုမြန်မာပြပြသုံးတယ် အေးဟုတ်ပြီ အိန္ဒိယနိုင်ငံတို့တီရီလင်္ကာတို့ကြတော့ဆန်စကရစ်သုံးတာပေါ့တက္က အော် လ ဆန်စကရစ်ဟုတ်ပြီ တက္ကလသုံးတာပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ တက္ကလကြတော့အရိမပါတော့ဘူး အော်အရိမပါတော့ ဘာလို့မထီရဖြစ်သွားတာပေါ့ မထီရဟုတ်ပြီ မထီရဆိုတာမစီရ မေစီယ မစီရပေါ့ဆိုတော့မစီရပေါ့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာဟိုတီလလို့ပြောတဲ့ဟာကို ဟုတ်ကဲ့ တီလဆိုရင်သူကတက္ကလမှာစီလဖြစ်သွားတယ် အော်ဟုတ်ပြီ နောက်ပြီးတော့တန်ကာဆိုရင်သူကစံကာ အော်ဟုတ်ပြီ နောက်ပြီးတော့ဗုဒ္ဓဘာသာပါဠိကနဲ့တလို့ထွက်တဲ့ပြအလုံး ဟုတ်ကဲ့ တက္ကလကနဲ့ S လို့ထွက်တယ်စ ဟုတ်ပြီ ဆိုတော့အခုမထီရဆိုတာမစီရတော့ဖြစ်တာပေါ့ အော်မေစီယ အရှိတဲ့ပိုင်းမှာတော့ S ပေါ့အရှိတိုင်းမှာတနဲ့ထွက်တာအရှိတဲ့ပိုင်းမှာ S နဲ့ထွက်တယ် အော်ဟုတ်ပြီ ခုတို့အရှိတိုင်းသားတွေကမထီရဆိုတာတနှလုံးပေါ့ အော်ဟုတ်ပြီ အဲ့ဒီတနှလုံးကအရှိတဲ့ပိုင်းမှာ S
နှလုံးဆိုမစီရဖြစ်သွားတာပေါ့မစီရတော့ဖြစ်နေတယ် အော်ဟုတ်ပြီ မစီရဖြစ်တော့ကျွန်တော်အဲ့လိုစာတန်းရေးသူကဘယ်လိုမျိုးဖြစ်မလဲဆိုလက္ခဏာကြည့်တဲ့ခါမှာသူကဟိုမြန်မာနိုင်ငံမှာတော့မငါးပါအောင်မယ်လို့ပြောတယ်မငါးပါအောင်မယ်ဆိုမငါးပါပါလဲလို့မြည်တဲ့ခါဆိုသူကတေချင်းမစ္စည်းမကိုအောင်မယ်ဟုတ်ပြီတေချင်းမအောင်မယ်ပြုကညာရဲ့အဲ့ဒါနဲ့မွေးလာမယ်ပြုကညာနဲ့မွေးမယ်နောက်ဖျားဖြစ်တော့တစ်ပင်ပွားနဲ့ဖျားဖြစ်မယ်ကားတိုင်းတဘောကားတိုင်းဆိုတစ်ပင်လောက်ခါတော့အဲ့လိုမျိုး၅မျိုးရှိတယ်ဟုတ်ကဲ့အဲ့ဒီ၅မျိုးဆိုတာအဲ့ဒီတခင်ခရစ်တော်မှာအကုန်လုံးသွားရှိတယ်အော်ဟုတ်ပြီနောက်ပြီးတော့မထီးရဆိုတဲ့စကားလုံးအဓိပ္ပာယ်ဟာမေတ္တာရှင်အော်မေတ္တာရှင်ထွက်လာတော့ကျွန်တော်အဲ့ဒါရေးပြီးဒီဘက်မှာစာရန်တင်တာပေါ့ဟုတ်ကဲ့ကျွန်တော်ကျောင်းမှာစာရန်တင်တော့ကျွန်တော်ပါမောက်ခါရတကဘာလုံးဖြတ်ရအောင်နဲ့ time magazine နဲ့ဖြတ်မယ်လို့ပြောတယ်အဲ့ time magazine ဖြတ်မယ်ဆိုတော့ကျွန်တော်ကသူတို့ပြန်ပြောတာပေါ့ကျွန်တော်တို့ time magazine ကနေပြီးတော့ဒီဟာတကဘာလုံးဖြတ်မယ်ဆိုရင်ကျွန်တော်ကဘုရားတာနိုင်ငံမရောက်သေးဘူးပေါ့မြန်မာနိုင်ငံမရောက်သေးဘူးကျွန်တော်ရေးတာနိုင်ငံချမ်း library ကနိုင်ငံချမ်းစာကြည့်တဲ့ဟာရေးတာဖြစ်တယ်ဟုတ်ကဲ့ဘုရားဘာသာရေးတဲ့ဟာမဟုတ်သေးဘူးဟုတ်ကဲ့သူတို့ကမဟုတ်ဘူးလို့ညင်းလိုက်ကျွန်တော်ဖြေတတ်မှာမဟုတ်ဘူးဟုတ်ကဲ့ပါအဲ့ဒါကြောင့်မြန်မာနိုင်ငံရောက်ပြီးမှမြန်မာနိုင်ငံမှာပြန်လေ့လာမယ်ဟုတ်ကဲ့ပြန်လေ့လာပြီးမှတကယ်ဖြစ်တယ်ဆိုရင်ပြန်ပြောမယ်ဆိုတော့သူတို့မဖြန့်ခိုင်းတော့ဘူးဟုတ်ကဲ့အဲ့စာရုံးမြန်မာနိုင်ငံပြန်တည်လာတယ်အော်ဟုတ်ပြီပြန်တယ်မြန်မာနိုင်ငံပြန်လေ့လာတဲ့ခါကျတော့မထီးရနဲ့မတွေ့တော့ဘဲနဲ့အရိမရိယနဲ့ပြန်တွေ့တယ်ဟုတ်ပြီအရိမရိယကိုမေးလာတဲ့ခါမှာသူကအရိဆိုတာတဲ့ပါဠိပေါ့ဟုတ်ကဲ့အဲ့ဒါအရှင်ဆိုတဲ့ပေပေါ့ဟုတ်ပြီအရှင်ပေါ့အရှင်ပေါ့အရှင်ပေါ့နော်အရှင်ပေါ့ဆိုတော့မြန်မာဘုန်းကြီးတွေပေါ့တီဟိုဘုန်းကြီးတွေကသူ့ကိုအရှင်လို့ခေါ်တာအဲ့ဒါအရိပေါ့ပါဠိတီဟိုဟုတ်ပြီအဲ့ဒီခုတထုံဘုန်းကြီးတွေစကလုံးနဲ့အရှင်ပေါ့ဟုတ်ကဲ့အရိတဲ့နောက်ပြီးတော့မထီးရဆိုတာအခုမေတ္တာရှင်ပေါ့မေတ္တာရှင်ပေါ့မေတ္တာအရှင်ပေါ့မေတ္တာအရှင်ဟုတ်ပြီဆိုတော့အဲ့လိုပြောလို့ဆိုတော့အဲ့လိုပြန်ပြီးတော့ပြန်လေ့လာတယ်လေ့လာတဲ့ခါမှာပကံကြောက်စာပညာရှင်တမန်ပညာရှင်တွေအဲ့ဘယ်လိုပြန်ပြောဆိုအဲ့လိုမဟုတ်ဘူးတဲ့အရင်ဆိုတာအရှင်မဟုတ်ဘူးတဲ့ရန်သူကိုချစ်တော်သူအဲ့လိုဖြစ်တယ်ဟုတ်ပြီမြန်မာလူမျိုးတွေအဲ့လိုဘာသာပြန်ဆိုပြီးတော့ပြောပြပြီးတော့ဟုတ်ကဲ့အရင်မတိရောက်ပြန်လေ့လာတဲ့ခါမှာအရင်ဆိုတာအရှင်တော့မဟုတ်ရန်သူကိုချစ်တော်သူတဲ့တို့ပြန်ဟုတ်ပြီမထီရတဲ့ခုနနိုင်ငံချမ်းမှာလေ့လာတဲ့မထီရနဲ့တူတူသွားဖြစ်နေမစီရဖြစ်နေတာဟုတ်ပြီမထီရသွားဖြစ်နေဟုတ်ပြီမစီရသွားဖြစ်နေတာဟုတ်ပြီအဲ့တော့လည်းကျွန်တော်အဲ့ဒါကိုစတင်ပြီးတော့လေ့လာမယ်ဆိုဆုံးဖြတ်တယ်ဟုတ်ကဲ့အဲ့ဆုံးဖြတ်မှာဖျက်ခံပါလို့တည်းဆိုကျွန်တော်ရန်ကုန်မှာဆယ်တန်းမှာအဲ့တော့နေခဲ့တာပေါ့ဟုတ်ကဲ့ဆယ်တန်းမှာနေပြီးတော့ရန်ကုန်တက္ကသိုလ်မှာနေပြီးတော့တက္ကသိုလ်ကျောင်းသားတွေကိုကျွန်တော်ကအဲ့ဒါကိုပြောပြမယ်ဟုတ်ကဲ့တက္ကသိုလ်ကျောင်းသားတွေကိုပြောပြပြီးတော့တက္ကသိုလ်ကျောင်းသားတွေနဲ့သူတို့ရောက်တဲ့နေရာတိုင်းကိုပြန်ပြောပြမယ်ပြန်ပြောပြပြီးတော့အဲ့ဒီအရိမရိယတခင်ခရစ်တော်ဖြစ်ကြောင်းကိုပြန်ပြောပြမယ်အဲ့လိုထင်တာဟုတ်ကဲ့အဲ့လိုပြင်ဆင်ထားတယ်ဒါပေမဲ့ဘုရားခင်ကျွန်တော်အဲ့ဒီလဲရက်မှမထားဘဲနဲ့မြောက်တကုံ46ကိုပို့လိုက်တာပေါ့ဟုတ်ကဲ့46ကျွန်တော်ရောက်တော့46ရောက်တော့40မှာကျွန်တော်ကဘာဖြစ်လို့ရောက်တယ်ဆိုတော့ကိုယ်မသိတော့ဘူးဟုတ်ကဲ့ဆိုကျွန်တော်ထင်တာ46မြောက်တကုံမှာ6လအိမ်ငှားပြီးတော့လဲရက်ပြန်ပြောင်းမယ်ဆိုပြီးတော့ခဏသွားငှားတာဟုတ်ကဲ့အဲ့ကျွန်တော်သွားငှားတဲ့46ရက်ကွက်ရဲ့649မြောက်ဝတီအိမ်ရဲ့ဘေးမှာဖုန်းကြောင်းရှိတယ်ဟုတ်ပြီအဲ့ဒါလည်းကျွန်တော်မသိဘူးဟုတ်ကဲ့အဲ့နဲ့ကျွန်တော်ကအဲ့ဒီမှာလာတဲ့ဗမာညီကိုတွေကိုပြောပြတယ်ဒါကျွန်တော်ကခရမဟုတ်ဘူးကျွန်တော်အနောက်တိုင်းဘာသာမဟုတ်ဘူးဒီဟာကအရိမရိယကျွန်တော်အရိမရိယလေးတွေ့တယ်ဟုတ်ကဲ့လို့ပြောပြတော့အဲ့ဒီလေးချလာလဲလို့ဟာအဲ့ဒါဆိုဆရာဒီဖုန်းကြီးနဲ့တူတယ်တဲ့ဆိုဟုတ်ပြီဒီဖုန်းကြီးဆိုတာဘာတူလဲဆိုတော့အဲ့ဒီကျွန်တော်အိမ်ဘေးကဖုန်းကြီးကြောင့်ဖုန်းကြီးတော့ဖြစ်နေတယ်ဟုတ်ပြီဒီဖုန်းကြီးနဲ့ဆရာလည်းတူသွားပြီတဲ့ဟာဘလို့တူတယ်လို့ဆရာပြောတဲ့မြတ်အလောကဒီဖုန်းကြီးကပြောတယ်တဲ့ဆိုတော့ဒီဖုန်းကြီးကဘာဖြစ်လဲဆိုတော့ဒီဖုန်းကြီးကကိုကျွန်တော်တို့ရောက်တဲ့လေးကိုမြောက်ဒီဘေးကဘုန်းကြီးကျောင်းကဘုန်းကြီးကသူကအရိမရိယကိုသူကအမြဲတမ်းစောင့်မျှော်တယ်။အော်ဟုတ်ပြီ။စောင့်မျှော်ရင်းစောင့်သူအရိမရိယကြွမယ်ဆိုတော့စောင့်မျှော်ရင်းနဲ့သူကအသက်ကြီးသွားပြီးတော့အရိမရိယမကြွတော့ဘူး။ဟုတ်ပြီ။အဲ့တော့တေခါနီးရောက်တော့သူကဘာပြောတယ်လဲဆိုတော့အရိမရိယကိုသူကဆူတောင်းတယ်။အရိမရိယကြွမယ်လို့ကိုရောပြောပြီးတော့အခုထိမကြွပါလားကျွန်တော်အခုကိုရောစောင့်နေတာအခုတည်တော့မယ်။ဟုတ်ကဲ့။ကိုရောဖူးမြောက်ခြင်းနဲ့ကြွပါလားလို့သွားမိတယ်။အဲ့မှာအိမ်မက်နဲ့မှာရိမရိယသူ့ကိုပြလိုက်တယ်။ဟုတ်ပြီ။အတွေ့ခံတာပေါ့။ဟုတ်ကဲ့။အတွေ့ခံတော့အဲ့ဖုန်းကြီးတွေ့ခံတော့ဖုန်းကြီးကခမရဘာတူလဲလို့ပြီးတော့ခမရစောင့်မျှော်နေတဲ့အရိမရိယလို့ပြောတယ်။ဟုတ်ပြီ။ကိုတော့ဘာဖြစ်လို့မကြွတယ်လဲလို့သူ့ကိုပြီးတော့ငါကြွလာတာကြာလာပြီလို့ပြောတယ်။ကိုတော့ကြွတယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံဖုန်းကြီးဘာတူမှမပြောဘူး။အော်ကိုတော့ကြွတာဘာတူမှမသိဘူး။ဘယ်မှာကြွဆိုတော့လွန်ခဲ့တဲ့နှစ်2000မှာဟိုအရှိလေပိုင်းမှာကြွပြီ။အော်ဟုတ်ပြီ။ဆိုတော့လွန်ခဲ့တဲ့နှစ်2000မှာအရှိလေပိုင်းမှာကြွတယ်ဆိုတော့ဖုန်းကြီးကကိုရောတစ်ပင်ပေါ်မှာဇံရမယ်ဆိုအဲ့အရှိလေပိုင်းမှာတစ်ပင်ပေါ်မှာဟုတ်ကဲ့ကြွသွားပြီဆိုတော့အဲ့ဖုန်းကြီးကမေးအဲ့လိုဆိုရင်ကျွန်တော်မြန်မာလူမျိုးတွေမဖူးမြော်တော့ဘူးလားလို့မေးတော့ကိုရောဖူးမြော်ခြင်းတလားလို့မေးတယ်အဲ့ဒီဖုန်းကြီးဖူးမြော်ခြင်းတယ်ဆိုရင်အဲ့ဒီဆိုရင်ငါမင်းဖုန်းကြီးကြောင့်မင်းစီကိုလာကြွလာမယ်အဲ့ဒီဖုန်းကြီးကြောင့်ကိုကြွမယ်ဟုတ်ကဲ့ကြွလာမယ်ဆိုတော့ကိုရောဘယ်တော့ကြွလာမလဲဆိုတော့ငါကြွလာမယ်တဲ့ဆိုတော့ကိုရောကြွလာတာဘယ်လိုလုပ်ကျွန်တော်သိမလဲလို့မေးတော့
ngà cho là yin de min phun chong pat le a long ha ngà ko phun myo do tu mya pi shan twa bi do ngà ko phun myo do ya jet pian ma jet si ka me lu pyo de ai ma ကျွန်တော်တို့ကအဲ့ဘေးရောက်သွားတယ်ရောက်သွားတယ်ဆိုတော့ကျွန်တော်ပြောတဲ့ဟာတော့တိုက်ဆိုင်တာပေါ့ကျွန်တော်တို့အဲ့94ဒီဇင်ဘာလ10ရက်နေ့မှာအဲ့ဖုန်းကြောင်းသားကိုရောက်သွားတယ်ဟုတ်ကဲ့ပါအခုကအဲ့ဖုန်းကြောင်းရက်ကွက်အလုံးခရီးရက်ကွက်ဖြစ်သွားပြီဟုတ်ပြီအဲ့တော့မဟုတ်သေးဘူးပေါ့ကျွန်တော်ရောက်တော့မဟုတ်သေးဘူးဆိုတော့ဒီဖုန်းကြီးပြောတဲ့ဟာနဲ့ကျွန်တော်ပြောတဲ့တိုက်ဆိုင်လာတဲ့ခါမှာကျွန်တော်ဆက်ပြောတော့2000တိလည်းရောက်ရုပ်ရှင်ရုံမှာကျွန်တော်ပြောဖြစ်သွားပြီဟုတ်ပြီဆိုတော့မြောက်တော့ကုံရုပ်ရှင်ရုံမှာအခုနကက်တင်စင်မစီယာလူတမတ်ဖတ်တယ်အမေရိကန်အကြောင်းဟောတယ်အဲ့လိုဟောရင်းနဲ့ဘုရားဆက်တော့ဗာပြတာဆိုအခုနှစ်ချိန်ချင်းနှစ်လေးရောက်ကျွန်တော်ရှင်းပြဟုတ်ပြီဆရာဟုတ်ကဲ့ဆိုတော့ချိန်ချင်းနှစ်လေးရဖြစ်လာတဲ့အကြောင်းကျွန်တော်မသိဘူးကျွန်တော်တို့တရားဟောရင်တရားမှမပြောင်းလဲဘူးတရားဟောရင်တရားမှမပြောင်းလဲဘူးတရားဟောရင်တရားမှမပြောင်းလဲတဲ့ခါကျတော့95ကနေပြီးတော့98တိကျွန်တော်ဟောတာတရားမှမပြောင်းလဲဘူး95နဲ့98 3နှစ်လုံးပေါ့ဟုတ်တရားမှမပြောင်းလဲဟုတ်ပြီပမာထဲမှာနော်ပမာထဲမှာဆိုတော့တအားခက်တာပေါ့ကျွန်တော်ကကိုတော့ပြောပြတာပေါ့အဲ့မှာအရက်သမားတရားပဲပြောင်းလဲတယ်ဆိုတော့အရက်သမားတရားပဲပြောင်းလဲတော့အဲ့ဒီအရက်သမားတရားကို95နဲ့98တိကျွန်တော်ကြည့်ရှုတယ်နောက်ဆုံးကျကျွန်တော်တအားစိတ်တက်ကြသွားတာပေါ့စိတ်တက်ကြတော့ကိုတော့ပြောပြကိုတော့ကျွန်တော်ဒီအရက်တောက်တဲ့လူတယောက်ကိုခုပြောင်းလဲတာကျွန်တော်ကြည့်ရှုတယ်3နှစ်ကြည့်ရှုတယ်အားမောသွားပြီပေါ့ဟုတ်ကဲ့ဆိုတော့မြန်မာဗုဒ္ဓဘာသာတွေမြောက်များဆိုတာကြည့်ရှုဖို့ကျွန်တော်ပြင်ဆင်ထားတယ်ဟုတ်ကဲ့နောက်ပြီးတော့ဗုဒ္ဓဘာသာတွေကိုပြောင်းလဲခိုင်းမှုကျွန်တော်ပြင်ဆင်ထားတယ်တရားဟောဖို့ပြင်ဆင်အခုတရားဟောလို့မရဘူးအဲ့ဒီရက်သမားကျွန်တော်အိမ်မှာပဲထိန်းထားတာပေါ့ပြင်သွားလို့လည်းမရဘူးဟောတဲ့လူလက်မခံဘူးဆိုတော့ဒီလိုဖယ်ပေးပါလားကျွန်တော်အပြင်ထုတ်ပြီးဟောချင်တယ်ကိုတော့ပြောဆိုကျွန်တော်ဒီလူတဲ့နော်မင်းဘာဖြစ်လို့တင်ပေးတာလဲတဲ့ကျွန်တော်ကျွန်တော်ပြောကိုတော့ကျွန်တော်မတင်ပေးရင်ကျွန်တော်ကျန်းစာတက်တဲ့အရာတွေအားလုံးနဲ့ကျန်းစာတင်တဲ့အရာတွေအားလုံးဟာသူ့ကိုမတင်ပေးရင်သူဘယ်လိုလုပ်ဆရာဖြစ်နိုင်မလဲဟုတ်ကဲ့သူ့ကိုကျွန်တော်ဆရာဖြစ်စေချင်လို့တင်ပေးနေတာဆိုတော့ကိုတော့ဘာပြောလဲသူမင်းကသူ့ကိုတင်ဖို့ငါစီလွတ်တာမဟုတ်ဘူးတဲ့မင်းကိုတင်ပေးဖို့သူ့ကိုစီလွတ်တာဆိုတော့အဲ့ဒီရတမကျွန်တော်တင်ပေးရမှာသင်္ကန်းစာပေးရမှာဟုတ်ပြီကျွန်တော်ပြောကိုတော့သူကျန်းစာကြောင်းလည်းမတက်ဘူးအင်္ဂလိပ်စာလည်းမတက်ဘူးဘာမှနားမလဲခရီးကြောင်းလည်းမတက်တော့ကျွန်တော်ဗာတင်ပေးမလဲလို့ပြောကိုတော့သူကလည်းမင်းကိုလည်းခွင့်လွှတ်နေတင်ပေးမယ်မေတ္တာတင်ပေးမယ်နှိမ့်ချက်ချင်းတင်ပေးမယ်ဟုတ်ကဲ့အဲ့တုံးခုမင်းမအောင်မချင်းဘုရားတရားမှမင်းကိုမပေးဘူးတဲ့ဆိုတော့ယေရှုကဒီလိုပြောတာကျွန်တော်ပြောတယ်ဟုတ်ပြီတရှိလုံးဝင်တော့ပေါ့ဟုတ်ကဲ့အဲ့ဒါကျွန်တော်အဲ့နေရာဆက်ပြီးတော့တဘောစပေါ်နေကြအဲ့လိုသူပြန်ခွင့်လွှတ်အတက်တာနဲ့နှိမ့်ချက်တက်တာနဲ့မေတ္တာသူ့ကိုပေးတဲ့အတက်တာကိုပြန်တက်တာပေါ့ဟုတ်ကဲ့98ကနေပြီးတော့2004ထိပြန်တက်တယ်ဟုတ်ပြီဆိုတော့သူနဲ့တွေ့တာအလုံးပေါင်း10နှစ်ပေါ့10နှစ်ဟုတ်ပြီ2004ရောက်လာတဲ့ခါမှာတော့အခုနအရိမရိယအကြောင်းသိခွင့်ရလာတယ်ဆိုတော့ဗမာတွေမပြောင်းလို့ပြောတဲ့ခါမှာကိုတော့ဗာပြောဆိုတော့မပြောင်းလဲဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ကျင့်ချင်းလေးရမကုန်သေးဘူးတဲ့ကျင့်ချင်းလေးရကုန်တဲ့နေ့ပြောင်းလဲမယ်အဲ့မှာမင်းတော့ကျွန်တော်ကဝိညာဉ်ဖခင်ဖြစ်လာမှာပေါ့ဆိုတော့လူတွေမြောက်များဆိုကောင်းဆောင်ဖြစ်ခိုင်းမှာပေါ့ဟုတ်ကဲ့ဆိုတော့အခုမင်းလောက်ရမှာကားတဲ့အလုတ်လို့ဖို့မဟုတ်တရားဟောဖို့မဟုတ်တသက်ခံဖို့မဟုတ်တက်တာမှာခွင့်လွှတ်ခြင်းနဲ့နှိမ့်ချခြင်းနဲ့အဲ့ဒီမေတ္တာကိုမင်းကတင်ပေးခြင်းနဲ့ဆိုတော့ဒီလူစီမှာတင်မှာဆိုတော့10နှစ်တင်တာပေါ့10နှစ်ကို2004မှာသူဆုံးသွားတယ်အဲ့ဒီကျွန်တော်လူဆုံးသွားတယ်10နှစ်လည်းပြည့်လို့သူဆုံး10နှစ်ပြည့်တယ်လည်းဆုံးသွားတယ်ပေါ့ကျွန်တော်က3နှစ်ကတော့ကျွန်တော်သူ့တင်ပေးခဲ့တာပေါ့အေးပေါ့ဆိုတော့9နှစ်ကတော်တော်ပြန်တင်ပေးတာဆိုတော့9နှစ်အတွင်းမှာကျွန်တော်အဲ့ဒီမေတ္တာနဲ့ခွင့်လွှတ်ခြင်းနဲ့နှိမ့်ချခြင်းတင်တယ်အဲ့ဒီတင်တန်းတက်တဲ့နေ့ကစပြီးတော့နှိမ့်ချခြင်းတင်တန်းလက်တက်ရောဘုရားသားတွေခွင့်လွှတ်ရောခုနအဲ့ဒီအရိမရိယဟိုလက်တင်အခုနှစ်400ချင်းစပြီးတော့တရင်ကြားလာတယ်တရင်ကြားလာတော့ကိုတော့ပြောတယ်သူတို့လွတ်တဲ့ချိန်ရောက်မယ်ဆိုတော့ကျွန်တော်မှပြန်လေ့လာတော့အနောက်ဖက်လုံမင်းကနေပြီးတော့ national ကွက်မြက်တဲ့တရင်ကကြားလာတာပေါ့ဆိုတော့ကျွန်တော်လှုပ်တဲ့စာတန်းနဲ့တဖြည်းဖြည်းနဲ့ဒီလိုချိတ်ဆက်လာတာဟုတ်ပြီဆိုတော့အဲ့ဒီဖုန်ကြီးကလည်းအရိမရိယကိုတွေးချင်တယ်ဆိုတော့အရိမရိယကလည်းဖုန်ကြီးကိုတွေးမယ်လို့ခရီးပေးတယ်ကျွန်တော်ကိုလည်းဆေလွတ်တယ်နောက်လူတွေအားလုံးကလည်းဆေလွတ်ကြတယ်ဆိုတော့ကျွန်တော်ကအင်္ဂလိပ်တရားဟောတဲ့ခါမှာဘာသုံးမလဲဆိုတော့မသိဘူးဟုတ်ကဲ့ဒါဝိပြောင်းလည်းတော့မကြိုက်ဘူးဒါဝိနိုင်ငံခြားဘရင်မြန်မာဘရင်ရှိတယ်ကျက်စစ်သားအကြောင်းပြောပါဘရင်တောင်အကြောင်းပြောပါဟိုအနော်ထာအကြောင်းပြောပါလို့ပြောတယ်ဟုတ်ကဲ့နောက်ပြီးတော့ကက်တင်ချင်းဆိုတဲ့သူကလည်းနားမလဲမချစ်ပဲနဲ့ကက်တင်ချင်းပြန်မရနိုင်ဘူးဟုတ်ကဲ့အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အဲ့ဒီမှာအဲ့ဒီခုနပြောတဲ့နောက်ဖက်လုံမင်းကနေပြီးတော့ national ကွက်မြက်တယ်ဆိုတဲ့တင်ကြလိုက်ရတယ်ဆိုတော့စလေးလာတဲ့ခါမှာအဲ့မှာအများကြီးဟိုကကျွန်တော်တင်ပေးတယ်national ပြောင်းလဲတာကျွန်တော်မြန်မာလူမျိုးတွေခုတရားဟောရင်လေဘယ်လိုဟောတယ်လဲဆိုတော့မြန်မာနိုင်ငံမှာတဲ့မဒုရမရှိသေးဘူးခရစ်တော်တဲ့တေခါနဲ့လို့မရှိဘူးမြန်မာနိုင်ငံမှာဟိုမဒုရမရှိဘူးမင်းမျိုးတွေမပြောင်းလဲဘယ်တော့မှမပြောင်းလဲမှာမဟုတ်မဒုရရှင်းပြန်ပြောင်းလဲဆိုစကလုံးနဲ့အများကြီးသုံးလာခဲ့တာပါဒါကိုကျွန်တော်ရှင်းပြတယ်ပထမဆုံးမြန်မာနိုင်ငံပြောင်းလဲတာဘရင်တောင်
နတ်ရှင်တော်ဘယင်မဲတဲ့ဘယင်ပြောင်းလဲတယ် ဟုတ်ပြီ ပထမဆုံးမာဒူရာလည်းနတ်ရှင်တော်ပဲ ဟုတ်ပြီ ပထမဆုံးမင်းမျိုးနဲ့မှလည်းပြောင်းလဲတယ်ဆိုတော့ ဟုတ်ကဲ့ ကျွန်တော်ကအဲ့ဒီကဆက်ပြီးတော့လေ့လာတာပေါ့ ဟုတ်ကဲ့ လေ့လာတဲ့အခါမှာဗာတွေ့တယ်လဲဆိုတော့နတ်ရှင်တော်ဟာတောင်ကိုဘယင်ပေါ့ ဟုတ်ပြီ တောင်ကိုဘယင်ဘဝနေပြီးတော့ဘီဒီဘရစ်တူလို့ခေါ်တဲ့ငစင်ကနေပြီးတော့သူ့ကိုဟိုပြောင်းလဲခိုင်းတယ်ခေါ်မှာပေါ့နော်ပြောင်းလဲခိုင်းတော့တောင်ကနေသူကတန်လင်းကိုရောက်သွားတယ် ဟုတ်ပြီ ဆိုတန်လင်းမှာဒီဘရစ်တူနဲ့နေတယ် ဟုတ်ကဲ့ ဆိုသူပြောင်းလဲတာ1608မှာပြောင်းလဲတယ် ဟုတ်ကဲ့ ဒီဘရစ်တူစီမှာရောက်သွားတာ4နှစ်တောင်သွားနေတယ်ဆိုတော့1612ထိပေါ့ ဟုတ်ကဲ့ အဲ့ဒီမှာဒီနေ့ကျွန်တော်မပြောတဲ့ဟာတော့ဓာတုကလျာပိုင်းကိုမပြောတော့ဘူးเนาะ ဟုတ်ကဲ့ ဒါလည်းထားခဲ့လိုက်ပါဓာတုကလျာလည်းရှိတဲ့အတွက် ဟုတ်ကဲ့ ဆိုတော့အဲ့မှာသွားနေတဲ့ခါမှာမြန်မာဗုဒ္ဓဘာသာတွေကဘယ်လိုပြောလဲဆိုတော့နတ်ရှင်တောင်ဟာတဲ့တောင်ကိုဘယင်ဖြစ်ပါစေတဲ့တန်လင်းမှာရှိတဲ့ဒီဘရစ်တူစီငစင်ကာစီပြောင်းသွားတာဟာတဲ့သူကစစ်ရေးဆွမ်းရည်ကျသွားလို့တဲ့တိုက်ခိုက်ဆွမ်းရည်ကျလို့ရှုံးတာလို့သူပြောတယ် အော်ဟုတ်ပြီ ဒါဘာဖြစ်လို့ရှုံးတယ်လဲဆိုရင်သမန်ပညာရှင်တွေကသူ့ဇနီးဓာတုကလျာတည်လို့စိတ်တက်ကြက်ပြီးတော့ရှုံးတာတဲ့ အော်ဟုတ်ပြီ အဲ့ဒါသူတို့ရဲ့သမန်ထုတ်ဖော်ချက်ပေါ့ ဟုတ်ကဲ့ ကျွန်တော်တန်ရှင်းတောင်းဝင်လို့ဖော်ပြတာကတော့အဲ့လိုမဟုတ် တမိုင်းအရာကခုနဟိုလိုရေးထားတယ် တမန်ကတော့ ဟုတ်ပြီ နတ်ရှင်တောင်ဟာသူ့ရဲ့အချစ်ဆုံးသောဇနီးဓာတုကလျာဆုံးသွားတော့ စိတ်တက်ကြတယ် တယ် ဟုတ်ပြီ စိတ်တက်ကြတော့အင်မလန်မြန်မာနိုင်ငံမှာတိုက်ခိုက်ရဲ့ကျွမ်းကျင်ဆုံးစာရေးဆရာအတော်ဆုံးဇတုပညာရှင်ရဲရင်ဆုံးပုဂ္ဂိုလ်မြန်မာကောင်းဆောင်တယောက်ကစိတ်တက်ကြတော့ငစင်ကသူ့ကိုတိုက်ပြီးတော့နိုင်သွားတာပေါ့နိုင်ပြီးတိမ့်ပိုက်ပြီးတော့တန်နှင်းကိုခေါ်သွားတာပေါ့ တမိုင်းကတကယ်တမိုင်းအတိလို့ရေးထားတယ် မြန်မာတမန်ကအဲ့လိုပဲ ဟုတ်ပြီဟုတ်ပြီ အဲ့တော့အနောက်ဘက်လုံမင်းကမင်းနေပြီးတော့အဲ့ဒီပြီးတော့တောင်ကိုဘရင်ကြက်သွားတယ်ဆိုတော့ပြန်ကယ်ဖို့အတွက်သွားခဲ့တာတန်နှင်းကိုစစ်ချပြီးတော့သွားခဲ့မှာ ဟုတ်ကဲ့ အဲ့ဒါမြန်မာတမိုင်းပေါ့ ဟုတ်ကဲ့ ဒါပေမဲ့ဝိညာဉ်တော်ကျွန်တော်ဖော်ပြတာလည်းလို့မဟုတ်ဘူးနတ်ရှင်တော်နဲ့ဓာတုကလျာကအရိမရိယကိုစောင့်မျှော်တယ်အခုနဖုန်ကြီးလို့ပေါ့ ဟုတ်ကဲ့ ကျွန်တော်နဲ့ခုမြောက်တော့ကမှတွေ့တယ်ဖုန်ကြီးလို့ပေါ့ ဟုတ်ကဲ့ အရိမရိယကိုစောင့်မျှော်တယ်အရိမရိယကိုစောင့်မျှော်ပြီးတော့နတ်ရှင်တော်ကလည်းအရိမရိယကိုကြပြဆက်တယ်ဓာတုကလျာလည်းကြပြဆက်အရိမရိယကြွပါတဲ့နတ်ရှင်တော်ဘာလို့မြန်မာနိုင်ငံမှာစစ်တအားများတယ် ဟုတ်ပြီ တိုက်ပွဲတအားများတယ် ဟုတ်ကဲ့ ငြိမ်းချမ်းရေးမရှိဘူး ဟုတ်ကဲ့ အရိမရိယကြွရင်ငြိမ်းချမ်းမယ်လို့သူတို့ဟောထားတာ ဟုတ်ကဲ့ ဆိုနတ်ရှင်တော်အရိမရိယကြွပါလို့သူတို့ငြိမ်းချမ်းလို့ချင်တာပေါ့ သူကမေရှိယကိုခေါ်ဖိတ်နေတာအဲ့မေရှိယကိုခေါ်ဖိတ်ဟုတ်ပြီ ခေါ်ဖိတ်အခုအရိမရိယခေါ်ဖိတ်ရင်းနဲ့ခုနတ်ရှင်တော်ကဒီဘရစ်တူလို့ခေါ်တဲ့ငစင်ကနဲ့တွေ့တဲ့ခါမှာငစင်ကတခင်ခရစ်တော်တော်မိတ်ဆက်ပြီးရော ဟုတ်ကဲ့ ဆိုရင်တခင်တော့သူရလက်ရတော့ငြိမ်းချမ်းရေးရသွားတယ် ဟုတ်ပြီ ဆိုနတ်ရှင်တော်ရဲ့အတန်တအဆုံးသောငြိမ်းချမ်းရေးကိုဒီဘရစ်တူဆရာရသွားတာပေါ့ ဟုတ်ပြီ ဒါမဲ့သူကအရိမရိယမထိယနာမည်နဲ့မစီယနာမည်နဲ့မရဘဲနဲ့ခရစ်တော်နာမည်နဲ့တွားရတယ် အော်ဟုတ်ပြီ တွားရတော့သူဆောင်းနေရရိမရိယကိုမိသွားပြီးတော့ခရစ်တော်လက်ခံလိုက်တာပေါ့ ဟုတ်ကဲ့ လက်ခံလိုက်ပြီးခုပြောင်းလဲသွားပြီပေါ့ ဟုတ်ပြီ ဆိုတော့1608ကနေ2012ထိ4နှစ်တောင်ပြောင်းလဲသွားပြီ ဟုတ်ပြီ 4နှစ်အတွင်းမှာဘယ်လောက်ထိရင့်ကျက်တယ်လဲဆိုတာကျွန်တော်လည်းမသိဘူးပေါ့နော် ဟုတ်ကဲ့ ကျွန်တော်တို့ဒီနေ့ပြောင်းလဲတဲ့လူတွေအားလုံးကြည့်လို့ရှိရင်တစ်နှစ်နှစ်နှစ်လေးနှစ်တောင်ကျွန်တော်ရင့်ကျက်နှုံးမတူကြဘူးပေါ့ ဟုတ်ကဲ့ပါ သူက2012ပေါ့ อืม ဆိုတော့2012မှာတော့နောက်ဖက်လုံမင်းရှင်ဘရန်နေပြီးတော့နတ်ရှင်တော်ကယ်ဖို့ရန်ဟိုးမင်းနဲ့ပြီးတော့နေတောင်ကိုဆင်းသွားပြီးတော့ရန်ကုန်ကိုသွားပြီးတော့ရန်ကုန်ထိသွားပြီးတော့အဲ့ဒီတန်လင်းကိုသွားသိမ့်မယ်ဆိုလို့ ဟုတ်ကဲ့ သွားသိမ့်မယ်လို့တော့သူကဇာတ်တန်ကျင်ညာတာပေါ့ အဲ့ဒီဘရစ်တူလို့ခေါ်တဲ့ငစင်ကပေါ်တူဂီလူမျိုး ဟုတ်ကဲ့ ဆိုတော့နောက်ဖက်လုံမြပေါ်တူဂီလူမျိုးကြောင့်ငစင်ကကိုသွားတာတန်ကျင်ရတယ် ဟုတ်ကဲ့ မင်းတိမ့်ပိုက်ထားတဲ့နတ်ရှင်တန်ကိုပြန်ပေး ဟုတ်ပြီ ပြန်မပေးရင်မင်းကငါတိုက်မယ် ဟုတ်ကဲ့ မင်းကငါသိမ့်မယ် ဟုတ်ကဲ့ အဲ့ဒါမတရားဘူးလို့မပြောနဲ့သူတို့မှညင်ချမ်းရေးစာချုပ်တွေရှိတာဟုတ် ဟုတ်ကဲ့ ဆိုတော့စာချုပ်ကိုဖောက်ပြမှာပေါ့ ဟုတ်ကဲ့ ဆိုတော့မင်းတိမ့်ပိုက်ထားတဲ့နတ်ရှင်တန်ကိုပြန်ပေးပြန်မပေးရင်တိုက်မယ်လို့သူကဇာတ်တန်ကျင်ရတယ် ဟုတ်ကဲ့ ဆိုတော့ဒီဘရစ်တူလို့ခေါ်တဲ့ငစင်ကနတ်ရှင်တော်ပြောပြန်သွားပါလို့ပြောတော့နတ်ရှင်တော်မသွားတော့ဘူးမသွားချင်တော့ဘူးသူရထားတဲ့ခရစ်တော်ကိုသူကညင်ချင်ခရစ်တော်သူကလက်မလွတ်ချင်တော့ဘူး ဟုတ်ကဲ့ပါ ငါပြန်သွားရင်ဘုရားသာပြန်ဝင်ရမယ်ဆိုမသွားချင်တော့ဘူး ဟုတ်ကဲ့ ဆိုမသွားချင်တဲ့ခါမှာငစင်ကပြန်ပြီးလို့မရတော့ ဟုတ်ကဲ့ ဆိုတော့သူကရက်နဲ့ဆောင်းပြီးတော့ကြီးညာတယ်ပြန်မလာရင်တိုက်မယ်ဆိုပြီးတော့ရက်ကန့်တတ်ထားတာပေါ့ ဟုတ်ကဲ့ အဲ့ကြီးညာပြီးတော့သူမပြန်သွားတဲ့ခါမှာတိုက်လိုက်တယ်တန်နေကိုတင်လိုက်တာပေါ့ ဟုတ်ပြီ တင်းတော့နတ်ရှင်တော်ကိုခုနငစင်ကားအားလုံးပေါ်တူဂီလူမျိုးမြန်မာလူမျိုးတော့အကုန်လုံးတင်လိုက်တာပေါ့တင်ပြီးဖမ်းပလိုက်တာပေါ့ ဟုတ်ပြီ ဖမ်းပြီးတော့အဲ့ဒီတရားစီရင်တာပေါ့တန်နေမှာ ဟုတ်ကဲ့ တရားစီရင်တဲ့ခါမှာနတ်ရှင်တော်နဲ့ဒီငစင်ကာကိုတရားစီရင်လိုက်တယ် ဟုတ်ကဲ့ ဆိုတော့နတ်ရှင်တော်ကိုလည်းမေးတယ်ငစင်ကာကိုလည်းမေးတယ် ဟုတ်ကဲ့ ငစင်ကာကိုမေးတယ်နတ်ရှင်တော်ကိုဘုရားသာပြန်ဝင်ခိုင်း ဟုတ်ကဲ့ ပြန်ပြီး ဟုတ်ကဲ့ ပြန်ပြီးရင်မင်းကိုလည်းငါမတတ်ဘူး ဟုတ်ကဲ့ ငစင်ကာကိုလည်းမတတ်ဘူးနတ်ရှင်တော်လည်းမတတ်ဘူး ဟုတ်ကဲ့ အေးဆေးပြန်ဝင်ခိုင်း ဟုတ်ကဲ့ ဆိုတော့နတ်ရှင်တော်ကိုငစင်ကားနဲ့ဘုရားသာပြန်ဝင်ဖို့တိုက်တွန်းတယ် ဟုတ်ကဲ့ ဒါပေမဲ့နတ်ရှင်တော်မဝင်ချင်တော့ဘူး ဟုတ်ကဲ့ မဝင်ချင်တဲ့ခါမှာနောက်ဖက်လုံမြတ်နတ်ရှင်တော်လည်းပြန်ပြီးတယ်မင်းဘုရားဘာသာပြန်မလာဘူးဆိုရင်အနောက်တိုင်းဖျားကိုရှ िख ူးမယ်ဆိုရင်တစ္ဆဖောက်တယ် ဟုတ်ပြီ တစ္ဆဖောက်တယ်ဆိုတော့မင်းကိုဟို
တစ်စာဖောက်ခိုင်းတဲ့ငစင်ကောင်ငါတတ်မယ် ဟုတ်ကဲ့ ကွက်မြက်မယ်တဲ့ ဟုတ်ကဲ့ အဲ national ကလက်မခံဘူး ဟုတ်ကဲ့ ကျွန်တော်ပြန်မလာတော့ဘူးတဲ့ဆိုတော့သူ့ရဲ့ national ရှေ့မှာငစင်ကောင်ကွက်မြက်လိုက်တာပေါ့ ဟုတ်ကဲ့ ကွက်မြက်လိုက်တယ်ကွက်မြက်တဲ့ခါမှာသူ့ကိုကြီးခိုင်းတာပေါ့ อืม ဆိုတော့အင်္ဂလိပ်တွေအဲပေါ်တူဂီတွေရေးတဲ့တမိုင်းနဲ့မြန်မာတမိုင်းရေးတဲ့ဟာနဲ့မှန်တမ်းရစဝင်ပေါ့မှန်တမ်းရစင်းတဲ့တမိုင်းတွေနည်းနည်းလေးကွာဟချက်တွေရှိတယ် ဟုတ်ကဲ့ မှန်တမ်းရစဝင်လို့ခေါ်တယ်မြန်မာဘရင်တွေရေးတဲ့တမိုင်းနဲ့မြန်မာတမိုင်းတွေရေးတဲ့တမိုင်းကတော့နည်းနည်းလေးပြောပြောရေးထားတယ် ဟုတ်ကဲ့ ဒါပေမဲ့အင်္ဂလိပ်တွေရေးတဲ့တမိုင်းမှာတော့သူတို့ကအဖြစ်မှန်ရေးတာဖြစ်မှာပေါ့ ဟုတ်ကဲ့ သူတို့ကနောက်ပဲလို့မြင်နက်ရှင်အောင်လည်းမီးနဲ့ရှုတယ် ဟုတ်ပြီ နောက်ငစင်ကောင်လည်းမီးနဲ့ရှုတယ်လို့သူပြောတယ် ဟုတ်ကဲ့ မီးနဲ့ရှုတာပေါ့ ဟုတ်ကဲ့ ဒါပေမဲ့အခုမြန်မာတမိုင်းမြန်မာဘရင်ကတော့မီးနဲ့ရှုတဲ့အထိသူတို့မပြောဘူး ဟုတ်ကဲ့ ကွက်မြက်တဲ့အထိပဲသူတို့ပြောတယ် ဟုတ်ကဲ့ ဒါမှမဟုတ်တန်လင်းမှာခုကြောက်တိုင်ရှိတယ်အဲကြောက်တိုင်မှာတော့မီးရှုတာမပြောဘူးကွက်မြက်တယ်လို့ပဲရေးထားတယ် အာအာ ဆိုတော့အဲ့ဒီမှာငစင်ကောင်ကွက်မြက်ပြီးတော့နက်ရှင်အောင်ကြီးခိုင်းတယ် အာ မီးနဲ့ရှုတာကို အော်ဟုတ်ပြီ ကြည့်ခိုင်းပြီးတော့ပြီးလည်းပြီးရောကဲမင်းကြီးမင်းဗုဒ္ဓဘာသာကိုပြန်မလာဘူးဆိုရင်အခုတစ္ဆာဖောက်မယ်ဗုဒ္ဓဘာသာတစ္ဆာဖောက်မယ်လမ်းမှမယ်ဆိုရင်သူ့လိုပဲတက်ပြီးတော့မင်းနဲ့ရှုမယ်လို့ပြောတဲ့ခါမှာနတ်ရှင်တော်ကပြန်မလာချင်တော့မင်းပြန်လာရင်အဲ့ဒီနန်းတော်ကိုလည်းပြီးမယ်တဲ့ဟိုဘယင်မင်းနန်းကိုလည်းသူ့အတွက်ထားပြီးမှာပေါ့ ဟုတ်ကဲ့ သူပြန်မလာတော့ဘူးအဲ့ဒါနဲ့အဲ့ဒီမှာသူတို့လည်းတက်ပြီးတော့နတ်ရှင်တော်ကိုတက်ပြီးတော့မီးနဲ့ပြန်ရှုတာပေါ့ဆိုတော့အဲ့ဒီမှာဘယင်မင်းမြတ်ကအဲ့ဒီတန်စင်မှာအဲ့ဒီသူတို့တက်တဲ့နေ့မှာပေါ့ခွင်းထဲမှာပြောတဲ့စကားရှိတယ်တဲ့နောက်ဘယ်ဗမာမဆိုနိုင်ငံခြားဘာသာမဝင်ရအောင်ဒီလိုကွက်မြက်ပါ အော် နောက်ဘယ်ဗမာမဆိုနိုင်ငံခြားဘာသာကိုးကွယ်လို့ရှိရင်ဒီလိုတက်ပါဆိုတော့အမိန့်ပေးတယ် အမိန့်ပေးတယ် အမိန့်ပေးတယ်ဆိုတော့အဲ့မှာသူတို့တက်ပြီးတော့ဟိုအဲ့ဒီမှာသူတို့နောက်လိုက်နောက်ပါတွေအားလုံးကိုအနောက်ဘက်နဲ့တိမ့်ပိုက်ပြီးတော့မြန်မာပြည်ထက်ပိုင်းခေါ်လာပြီးတော့ဟိုးမဲစာချောင်လို့ခေါ်တဲ့ပြည်နှံပေးလိုက်တာပေါ့ အော်ဟုတ်ပြီ ပြည်နှံပေးလိုက်တာပေါ့ ဟုတ်ပြီ ပြည်နှံပေးလိုက်ပြီးတော့အဲ့မှာကွက်မြက်တယ်အဲ့ဒါ1600အနောက်တိုင်းပေါ်တူဂီတွေထွက်ပြေးတဲ့ပေါ်တူဂီတွေပေါ့ပေါ်တူဂီတွေကမှတ်တမ်းတင်တာတော့သူတို့လည်းထွက်ပြေးတာကိုတိမ့်ပိုက်တဲ့အချိန်မှာ ဟုတ်ကဲ့ ထွက်ပြေးတဲ့အချိန်မှာသူတို့မှတ်တမ်းတင်တာတော့1612ခုနှစ်မှာ ဟုတ်ကဲ့ နတ်ရှင်တော်နဲ့ငစင်ကာကိုအနောက်ဖက်လိုမြောက်ကွက်မြက်တယ်လို့သူမှတ်တမ်းတင်တယ် ဟုတ်ကဲ့ ဒါပေမဲ့သူကနေ့ဆွဲမတင်နိုင်ဘူး ဟုတ်ကဲ့ နေ့ရက်တိကျမဖမ်းနိုင်ဘူး ဟုတ်ကဲ့ ဒါပေမဲ့အခုပကံအခုတန်လင်းမှာရှိတဲ့ကြောက်စာကမြန်မာဘုရင်ကရေးတဲ့ကြောက်စာမှာတော့1613မတ်လ29ရက်နေ့ဒီနေ့ အော်ဟုတ်ပြီအော်ဒီနေ့လား ဒီနေ့ အော် မတ်လ29ရက်နေ့ ဟုတ်ပြီ မှာသူတို့ကွက်မြက်လိုက်တယ် ဟုတ်ပြီ ဆိုတော့ဒီနေ့မတ်လ29ရက်ကွက်မြက်တာ2013မတ်လ29ရက်နေ့မှာနှစ်လေးရတိတိပြည့်သွားပြီ ဒီနေ့လား ဒီနေ့တော့3နှစ်ကျော်သွားပြီပေါ့ဒီ အော် နေ့ နှစ်400နဲ့3နှစ်ကျော် လေးရ တော့ 3နှစ်ပြည့်သွား ဟုတ်ပြီ ဒီနေ့ ဟုတ်ပြီ 29ရက်နေ့အဲ့ဒါသူတို့ကွက်မြက်လိုက်တာအဲ့ဒါကြောက်စာရေးထားတယ် ဟုတ်ပြီ ဆိုတော့ကျွန်တော်ကအဲ့ဒါတွေကိုလေ့လာရင်းနဲ့ဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်ကျန်းစာလေ့လာတာကိုတော့ပြောပြတာတော့ဒါနှစ်400ချင်းချင်းပေါ့နှစ်400ချင်းချင်းမပြက်ခင်မှာပြောင်းလဲဖို့မလွယ်ဘူး အော်ဟုတ်ပြီ ဒါပေမဲ့နှိမ့်ချိုင်တော့ပြောင်းလဲမှာပေါ့ ဟုတ်ကဲ့ မနှိမ့်ချတယ်တော့လုံးဝမပြောင်းလဲဘူး ဟုတ်ကဲ့ ဒါပေမဲ့နှစ်400ချင်းချင်းပြီးလိုက်ပြီဆိုရင်တော့နှိမ့်ချတယ်လို့မနှိမ့်ချတယ်လို့ပြောင်းလဲလာမယ် အာမင်အာမင် ချင်းချင်းပြတ်သွားပြီဟိုကျွန်တော်တို့ကျန်းစာထဲမှာတော့လေကောရသာသမီတွေအချင်းချင်း အော်ဟုတ်ပြီ ကောရသာသမီတွေကကောရကမောစီကိုတိုက်ခိုက်တဲ့ခါမှာမြေမြူတဲ့ခါမှာလက်ကျန်တဲ့အုပ်စုတွေကနှစ်400ချင်းချင်းခါရတယ် အော်ဟုတ်ပြီ ဒါဝိမင်းကြီးရဲ့လက်ထဲမှာပဲသူတို့လွတ်လာတယ် အော်ဟုတ်ပြီ သူတို့လွတ်လာတဲ့ခါမှာသူတို့ရဲ့ချင်းချင်းဖြစ်ခဲ့တဲ့ဘဝတစ်ခွင်လုံးမှာသူတို့ကြုံခဲ့တဲ့ຢာတွေအားလုံးကိုသူတို့ကပြန်ပြီးတော့စဉ်းစားတဲ့ခါမှာဖျက်ခင်သူတို့ဆံကလုံးတဲ့ခါမှာတချင်းဆိုတာပေါ့ ဟုတ်ကဲ့ အဲ့ဒီတချင်းဆိုတဲ့ခါမှာဒါဝိနန်းတော်မှာအကောင်းဆုံးတချင်းဖြစ်လာတာပေါ့ အော်ဟုတ်ပြီ ဟိုရေစီးတော့တဲ့ဆံရဲ့ဆံကတောင်းတတယ်ကောရတသမီရဲ့တချင်းပေါ့နော်ဒါဝိမင်းကြီးရဲ့ရှင်မင်းမှာပထမရလာတဲ့ခါမှာဒါဝိနန်းတော်မှာတော့ကောရတသမီတွေကအဆူတော်ပိုင်းရောက်သွားတာပေါ့ အော်ချီမွန်ကိုကွယ်ဦးဆောင်နေတယ် ဦးဆောင်တယ်ဘယ်မှာရှိဦးဆောင်တယ်ဖြစ်တာပေါ့အဲ့တော့ဆိုဒီနေ့မြန်မာလူမျိုးတွေဟာကျင့်ချင်းနဲ့ပြက်လက်ပြက်ရောဗမာဘုရားဘာသာရဲ့မြန်မာလူမျိုးတွေပေါ့တခါလဲကြိုက်တယ်လို့မကြိုက်တယ်လို့ရောမတိဘူးတဲ့လူကပြောင်းလဲလာမယ်ကိုရိုင်းလိုပြောတယ် ဟုတ်ကဲ့ ဆိုတော့ကျွန်တော်တို့ကမဆွေလွတ်သေးဘူးတဲ့အဲ့တော့တင်နန်းတက်ပါလို့ချင်းတင်နန်းတက်ပါနှင်းချချင်းတင်နန်းတက်ပါနောက်ပြီးတော့ဟိုမြစ်တာတင်နန်းတက်ပါ ဟုတ်ကဲ့ လုပ်ဖို့မဟုတ်သေးဘူးငါစီလို့မဆိုကျွန်တော်မြောက်တော့ကောင်မှာအဲ့လိုထားတာပေါ့ ဟုတ်ကဲ့ ဆိုတော့ဟိုဘိုချုပ်ခင်ကလည်းကျွန်တော် passport ပိတ်ပြီးတော့လေ1998က2009ထိပေါ့ဆယ်နှစ်ပိတ်ထားတယ်နောက်ပြီးတော့အဲ့ဒီအရက်သမားစီမှာကျွန်တော်1995 94အပြီးပေါ့ ဟုတ်ကဲ့ 2004ထိသူစီမှာတင်နန်းတက်တယ်အဲ့လိုအကုန်လုံးချိတ်ဆက်ကုန်တာပေါ့ ဟုတ်ကဲ့ ချိတ်ဆက်ရင်နဲ့ကျွန်တော်သဘောပေါက်လာတယ်2000မှာတော့သဘောပေါက်လာတယ် ဟုတ်ကဲ့ 2000မှာအဲ့ဒီချင်းသဘောပေါက်လာတာ ဟုတ်ကဲ့ သဘောပေါက်အဲ့ဒီ national ကိုလိုက်လာရေးနဲ့2010မှာပြောင်းလဲမယ်ဆိုတော့2010ပြောင်းလဲလာဘာဖြစ်မလဲလို့ကျွန်တော်ကိုရောမေးတော့ဝိညာဉ်ဖခင်ရှိမှမဟုတ်ဘူး ဟုတ်ကဲ့ နောက်တော့ခေါင်းဆောင်ရှိမှမဟုတ်ဘူး ဟုတ်ကဲ့ သူပကံညာဦးလူဆယ်လို့ရှာတယ်ဆိုတာသူကလူကိုပြောတာမဟုတ်ဝိညာဉ်ဖခင်ကိုပြောနေတာ ဟုတ်ကဲ့ ဆိုတော့ဝိညာဉ်ဖခင်ရှိမှမဟုတ်ဘူးတဲ့တော့
မင်းကနေပြီးတော့တင်တန်းပြီးပြီးတော့ဝိညာဉ်ဖခင်ရှာပါဆို2001မှာကျွန်တော်အဲ့လိုရုပ်ရှင်ရုံမှာတင်တန်းစပြီးတယ် ဟုတ်ကဲ့ ဆိုရုပ်ရှင်မှာဝမ်းမြောက်ခြင်းဘာခွန်းထောင်စုနှစ်ဝမ်းမြောက်ခြင်းဆိုတော့ကျွန်တော်ရုပ်ရှင်မှာစတင်ပြီးတော့ကြည်ညာတယ်ပေါ့ ဟုတ်ကဲ့ ထောင်စုနှစ်2001မှာစကြင်မှာ2004လဲရောက်ကိုတော့ကျွန်တော်အိမ်မက်ပေးတယ်အိမ်မက်ဘယ်လိုပေးလဲဆိုတော့ကျွန်တော်ရုပ်ရှင်မှာပဲတောင်းမယ်ဆိုပြီးတော့ဆုံးဖြတ်တာဟုတ်ကဲ့ရန်ကုန်ရုပ်ရှင်တွေအားလုံးဖះเจ้าတုံးမယ်ဆိုပြီးတော့ဆုံးဖြတ်ထားတာဟုတ်ကဲ့2004လို့ကိုတော့ကျွန်တော်အိမ်မက်ပေးတယ် ဟုတ်ကဲ့ ဘယ်လိုပေးလဲဆိုတော့ကျွန်တော်အိမ်မက်ကမက်တော့အဲ့ဒီအိမ်မက်ကိုကိုရီးယားတေးရုပ်ဆရာတွေအမေရိကန်နဲ့လာတဲ့လူတွေနဲ့မနေ့ breakfast စားတဲ့ချိန်မှာအဲ့ညမှာမြက်တာပေါ့ ဟုတ်ကဲ့ မနေ့မှာကျွန်တော်ဇနီးကိုပြောတော့ကိုရီးယားတင်းဥဆရာလည်းကျွန်တော်တို့ပြောပါကျွန်တော်တို့ပြောဆိုပါလဲဆိုတော့ကျွန်တော်ကပြောတယ်ဘာမှမဟုတ်ပြောကျွန်တော်မျိုးသူ့အိမ်မက်ကိုပြောနေဆိုအဲ့ဒီအိမ်မက်ကိုကျွန်တော်တို့ပြောပါလေဘာဖြစ်လို့လဲမေးတော့ကျွန်တော်တို့အိမ်မက်ဘာသာပြန်ဖို့ကိုရီးယားစီလွတ်တယ် ဩ ဆိုတော့အဲ့ဒါဆိုရင်ပြောပါဆိုကျွန်တော်ပြောပြတယ်ကိုရီးယားတင်းဥဆရာတွေကိုပြောပြတော့ကိုရီးယားတင်းဥဆရာဘာလို့ကျွန်တော်တဲ့အခုမြန်မာနိုင်ငံလာတာခမရအိမ်မက်ဘာသာပြန်ဖို့ကိုရီးယားစီကျွန်တော်ပြန်စီလွတ်တာ ဟုတ်ကဲ့ ကျွန်တော်တို့ခမရအိမ်မက်ဘာသာပြန်ပြီးပြန်သွားမယ် ဟုတ်ကဲ့ ဘာလို့မှမရှိတော့ဘူးဆိုခမရအိမ်မက်ကျွန်တော်ဘာသာပြန်မယ်ဆိုတော့တို့ပြန်ပြီးတယ် ဟုတ်ကဲ့ ဘာပြန်ဆိုကျွန်တော်2001 2004တိရုပ်ရှင်ရုံမှာလုပ်တဲ့ဟာတွေလေအဲ့ဒါကိုခဏရပ်ပါတဲ့ချင်းပြည်နယ်ကိုသွားပြီးတော့ခေါင်းဆောင်တောင်းမွေးထုတ်ပါချင်းပြည်နယ်လူငယ်တွေကိုတောင်းမွေးထုတ်ပါလူကြီးတွေကိုတောင်းမဟောနဲ့လူငယ်တွေကိုခေါင်းဆောင်တောင်းမွေးထုတ်ပါခုလူကြီးတွေကခမရကိုလက်မခံတော့ဘူး ဟုတ်ကဲ့ လူငယ်တွေကိုတောင်းမွေးထုတ်ပါတဲ့ထောင်နဲ့တောင်းနဲ့တောင်းမွေးထုတ်ပါလို့ပြောတယ် ဟုတ်ကဲ့ပါ အဲ့နဲ့2004ဆက်ပြီးတော့ချင်းပြည်နယ်ကိုလာပြီးတော့ဟာခါမှာစမွေးထုတ်တာပေါ့2004မှာချင်းပြည်နယ်ဟာခါမှာနှုတ်ထမှုကြီးဖြစ်ခဲ့တယ် ဟုတ်ကဲ့ အဲ့မှာလူငယ်အများကြီးပြောင်းလဲခဲ့တာပေါ့အဲ့မှာဆက်လောက်လာပြီးတော့2008ထိပေါ့ ဟုတ်ကဲ့ 2008ရောက်တဲ့ခါမှာ2008မှာကျွန်တော်ကကိုရောစကားမဟုတ်နဲ့ကျွန်တော်ကစီမံကိန်းပြန်လုပ်တယ် ဟုတ်ကဲ့ ဘယ်လိုလဲဆိုတော့2008နဲ့2012မှာမြန်မာနိုင်ငံပြောင်းလဲလာရင်ဝိညာဉ်ဖခင်တအားလို့မယ်ဆိုတော့ဝိညာဉ်ဖခင်9000ထွက်နိုင်အောင်အစာရှောင်စုတောင်းမယ်ဆိုပြီးစီမံကိန်းလုပ်တယ် ဟုတ်ကဲ့ အဲ့ဒါကို2012မှာရန်ကုန်မှာအစာရှောင်မလားဘယ်မှာရှောင်မလဲဆိုပြီးစုတောင်းတာပေါ့ ဟုတ်ကဲ့ စုတောင်းကြမှာအဲ့ဟာခါနှုတ်ထမှုဖွဲကကျွန်တော်တို့ယူမယ်ဆိုပြီးတော့ပြောတော့ ဩ အဲ့2012မှာဟာခါမှာလုပ်ဖို့ဆုံးဖြတ်လိုက်တယ် ဟုတ်ကဲ့ ဆိုတော့ဟာခါမှာ2012မှာတကယ်လုပ်တော့ ဟုတ်ကဲ့ လုပ်တော့9000တော့မပြည့်နိုင်တော့ဘူးကျွန်တော်ဩစတြေးလျမှာစာရှောင်ပြီးတော့လုပ်တယ်လို့ရှိတယ်ဖိလစ်ပြီးတော့မလေးရှားမှာလုပ်တယ်လို့စင်ကာပူမှာလုပ်တယ်လို့အဲ့တော့အိန္ဒိယနိုင်ငံမှာလုပ်တယ်လို့နောက်တော့ကလေးမျိုးတို့တီးမှာတီးတန်းလုပ်ကြပြီးတော့ဟာခါမှာလာတဲ့လူက800ပဲလာတော့တယ် ဟုတ်ပြီ ကျွန်တော်800လာပြီးတော့အခါမှာကျွန်တော်ညအိတ်တဲ့ချိန်မှာအစာရှောင်ကျွန်တော်စုတော့ညအိတ်တဲ့ချိန်မှာကိုကကျွန်တော်အိမ်မက်ပေးတယ်အဲ့ဒီအိမ်မက်ပေးတာအခုဘောတော့တာလေကျွန်တော်အိမ်မက်ပေးတာအိမ်မက်ပေးတော့ကျွန်တော်အိမ်မက်ပေးတော့ကျွန်တော်အဲ့ဒီအိမ်မက်ကိုတော့ဒီနေ့တော့ပြောဖို့လည်းကြာမယ်ဆိုတော့မရှင်းပြတော့ဘူးနဲ့အဲ့ဒီအိမ်မက်ကဘာပြောဆိုကိုကဘောတော့တာဒီအဲမှာရှိတဲ့ပြက်နံကိုကျွန်တော်တော့ဖြည့်ရှင်းမယ်လို့ကိုကမတော်ပါနဲ့တဲ့သူတို့ကသူတို့ဖြည့်ရှင်းပါစီမင်းရတရားတဲ့ကောင်းကြည့်ပေးပါဆိုတော့ကျွန်တော်ကအပေါ်နဲ့ပဲကောင်းကြည့်ပြီးခိုင်းပြီးတော့တောင်းမဖြည့်ရှင်းခိုင်းမှာ ဟုတ်ကဲ့ပါ ဆိုတော့အဲ့ဒီညဆက်ကျွန်တော်လည်းအခုဒီလိုပဲနောက်မှပြီးတော့လေသူတို့ပြုတ်ထောင်းတာပေါ့ ဟုတ်ကဲ့ပါ အခုတော့ကျေးဇူးတော်ကြောင့်အဲ့ဒီ2001မှာကျင်ညာတဲ့အဲ့ဒီ2012မှာပြောင်းလဲမယ်ဆိုတော့နတ်ရှင်တောင်တင်ချင်းပေါ့ ဟုတ်ကဲ့ အဲ့ဒီနတ်ရှင်တောင်ကျင်ချင်းလို့ရင်မြန်မာလူမျိုးဘရင်မျိုးနွယ်တွေဟာစပြီးတော့အုတ်ချုပ်ရဲ့ပိုင်းအများကြီးလွတ်လာမယ်အများကြီးလွတ်လာမယ်မင်းမျိုးမင်းတွေလွတ်လာမယ်နောက်ပြီးတော့အခုနမင်းမျိုးမင်းတွေရဲ့တမိုင်းကိုအားကိုးတဲ့လူတွေအများကြီးလွတ်လာမယ်အဲ့ဒါကိုပြောပြတယ်အဲ့နဲ့2012ရောက်လာတော့ကျွန်တော်ကိုယ်ကပါရှင်းပြတယ်လဲဆိုတော့အခုန290ချင်းချင်းပြန်ရှင်းပြတယ်ဟုတ်ပြီ အဲ့တော့290ချင်းချင်းကကျွန်တော်ပဲအချိန်မှာစတဲ့ဘောပေါက်ဆို2000မှာစတဲ့ဘောပေါက်ဟုတ်ကဲ့ အောင်ဆန်းစုကြည်တက်လာမယ်တက်စေချင်ပြီးတော့တို့ဆန္ဒပြတဲ့ချိန်ဟုတ်ကဲ့ အဲ့မှာကိုယ်ကမတက်ဘူးတဲ့ဘာဖြစ်လို့လဲလို့မေးတော့သူ့ရဲ့ချင်းချင်းမပြတ်သေးဘူးတဲ့ဆိုတော့ဘယ်လိုချင်းချင်းဆိုတော့ပိုချောအောင်ဆန်းချင်းချင်းသူလည်းခံရတယ်တဲ့ဆိုတော့ဘယ်လိုချင်းချင်းဆိုပိုချောအောင်ဆန်းကပင်လုံမြို့မှာပေါ့1949ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာမြန်မာနိုင်ငံကောင်းဆောင်တွေအားလုံးတွေးဖောက်ခိုင်းပြီးတော့တောက်တယ်အဲ့ဒါ ပြင်လုံစာချုပ်တော့ ပြင်လုံစာချုပ်တော့ ဟုတ်ပြီ တွေးတောက်တယ်တဲ့ဟုတ်ကဲ့တဲ့လောကသားအားလုံးခရစ်တော်တွေးမတောက်ဘဲနဲ့လူအတွေးတောက်တဲ့လူတွေအားလုံးချင်းချင်းဖြစ်တယ်အော်လူတွေးတောက်တာချင်းချင်းလားဆရာ ချင်းချင်းတကယ်ခရစ်တော်တွေးတောက်မှာပဲလွတ်မယ်အော်ဟုတ်ပြီ သူကကားတိုင်းမှာပေါ့ ဟုတ်ပြီ သူ့အတွေးကိုကျွန်တော်တို့ပေးလိုက်ပြီတဲ့ဒါလူအချင်းချင်းမေတ္တာပြတဲ့တွေးတောက်အားလုံးကိုသူကမလိုတော့ဘူးတဲ့ မလို့တော့ဟုတ်ပြီ သူတွေးလည်းမလိုတော့ဘူးလူတွေးလည်းမလိုတော့ဘူး ဟုတ်ပြီ သူတငယ်တွေတွေးလည်းမလိုဘူးယေရှုတွေးပဲ ဟုတ်ပြီ ဆိုတော့သူတွေးတောက်ရင်လည်းသူမရတော့ဘူးလူတွေးတောက်လည်းမရတော့ဘူးသူတွေးမတောက်တဲ့လူအားလုံးချင်းချင်းပြီးမယ်ဆိုပြီးပြောပြတယ်ဆိုတော့အဲ့ဒါကျွန်တော်ကအဲ့ဒီနေ့မှာဘာတော်တော်ဆိုမြန်မာနိုင်ငံရဲ့တွေးတောက်တမိုင်းကိုတော်တော်ပေါက်တယ် အော်ဟုတ်ပြီ ဆိုတော့မြန်မာတွေးတောက်တမိုင်းကိုဖတ်လာတဲ့ခါကျမြန်မာတွေးတောက်တွေအားလုံးအသေးဆုံးနဲ့တည်ကြတယ် အော် အဲ့ဒါနောက်မှတော်ပေါက်လာတယ် အရင်တော့သူတို့ကတိဝန်ခံတာကတွေးနေဝန်ခံတာပေါ့ အရင်တော့မြန်မာတမိုင်းမှာဟိုဗြိတိရှ်ကိုတော်လှန်ရေးသမားတွေအားလုံးကတွေးတောက်ကြတယ် အော်ဟုတ်ပြီ တွေးတောက်တဲ့လူတွေအားလုံးကသူတို့
တရားကြောက်ခွင်လေ အင်း ဟို comrade လို့အဲ့လို comrade ဆိုတာရဲဘော်ပေါ့ အေး သူ ပေါ့ ကဟိုတုန်းကရဲဘော်လို့မတောင်း ဟုတ်ကဲ့ ဘူးတွေးတောက်လို့သူတို့တောင်းတယ် အော်ဟုတ်ပြီ တကယ်ချင်းသူစကားပြောရင်တွေးတောက် တွေးတောက်တုံးချင်းပေါ့ ဆိုတော့ရှမ်းစော်ဘွားလေးဆိုရင်လည်းတွေးတောက် အင်း ငါတို့ထပ်ပြရအောင် အေး မနိုင်တော့ဘူး အေး ရှမ်းတဲ့ဗမာဆိုရင်လည်းတွေးတောက်ငါတို့ထပ်ပြရအောင်သူကနာမည်ကိုတွေးတောက်လို့ခေါ်တယ် အော်ဟုတ်ပြီ နောက်ပိုင်းမှာတခင်ကထွက်လာတာတခင်တို့နောက်ပြီးရဲဘော်တို့မထွက်လာခင်မှာတွေးတောက်သူတို့တောင်းတယ်တွေးတောက်တွေအလုံးအကုန်လုံးတည်တယ် ဟော အကုန်လုံးတည်တယ် မကောင်းစားဘူးနော် မကောင်းစားဘူးကုန် ဟုတ်ပြီ ဆိုတော့အဲ့ဒီကျွန်တော်သဘောပေါက်လာပြီးတော့အခုနောက်ဆုံးတို့တွေးတော့တဲ့ပင်လုံးတွေးတော့ပေါ့လို့ အော် အဲ့ဒီပင်လုံးတွေးတော့တဲ့လူတွေကအကုန်လုံးပြန်တည်တယ် အော်ဟုတ်ပြီ ပြန်တည်တယ်ပြန်တည်ပြီးတော့2019မှာပြတ်မယ် အော် အဲ့ဒီ2019ပြတ်လာပြီဆိုရင်အောင်ဆန်းစုကြည်လည်းလွတ်လာမှာပေါ့ အော်ဟုတ်ပြီ ဆိုတော့အဲ့မှာကျွန်တော်တို့အခုမြန်မာနိုင်ငံမှာရှိအဲ့ဒီမရိယ ဟုတ်ကဲ့ နဲ့ဟောတဲ့နေရာတွေမှာတအားပြောင်းလဲလာမယ် ဟုတ်ကဲ့ နောက်ခရစ်တော်နဲ့ဟောတဲ့နေရာကြတော့အခုတို့မြင်တဲ့အတိုင်းပေါ့ ဟုတ်ကဲ့ တို့ခရစ်ယာန်တွေကအနောက်တိုင်းပတ်စံယူတယ်အနောက်တိုင်း theology ယူတယ်အနောက်တိုင်းသင်ကြားရေးယူပြီးတော့ဟောတဲ့လူတွေအားလုံးကမြင့်မြင့်သွားမှာပေါ့ အော်ဟုတ်ပြီ ဘာဖြစ်လို့မြင့်မြင့်မလဲဆိုတော့ဝိညာဉ်တော်လုံးမလုံးလို့ပေါ့ ဟုတ်ပြီ မေတ္တာစိတ်မေတ္တာမှနဲ့မတော်ဘဲနဲ့ဘာသာရေးပုံစံတော်တဲ့လူတွေက ဟုတ် မြ ကဲ့ င့်မြင့်လာမယ် ဟုတ်ကဲ့ ခုနအဲ့ဒီမရိယနဲ့တော်တဲ့လူတွေကဝိညာဉ်တော်သုံးလောင်းလာမှာပေါ့ ဟုတ်ကဲ့ အဲ့လိုပြောပြတယ် အော်အော် ဆိုတော့ကျွန်တော်ကအခုအဲ့ဒါကိုစီမံကိန်းတစ်ခုဖြစ်တော့ဗောနော် ဟုတ်ကဲ့ အခုကျွန်တော်တော်တဲ့နေရာတွေမှာဟိုဘာသာရေးတရားဟောပွဲစပွန်ဆာမျိုးလည်းမတော်တော့ဘူးနောက်ပြီးတော့ဖခင်เจ้าမှာပဲလုံးမယ်ဆောင်လည်းမတော်တော့ဘူး ဟုတ်ကဲ့ အိန္ဒိယတော်တော့ကဆိုဟိန္ဒူဖခင်เจ้าမှာဟောတယ် ဟုတ်ကဲ့ အဲ့တော့ဟိန္ဒူဖခင်เจ้าမှာဟောတော့အဲ့ဒီဟိန္ဒူဖခင်เจ้าမှာဟောတာလေဝိညာဉ်စုတွေအများကြီးထွက်တယ် အော် အများကြီးမောင်းထွက်ရတာပေါ့အဲ့လိုကို ဆ ရော ရာ ကျွန် က တော် ဆရာကအခုအရိမရီယာအကြောင်းဟောနေတာ ရေမန်ကြီးအကြောင်းဟောနေ အော်ဟုတ်ပြီ ဒါပေမဲ့ကိုရောလမ်းမဖွင့်တဲ့နေရာတွေတော့ ဟုတ်ကဲ့ ခုကကျွန်တော်နံပါတ်1မြူဟာကလေနံပါတ် ဟုတ်ကဲ့ 1တတိခန္ဓာအရိမရိယအကြောင်းတတိခန္ဓာ ဟုတ်ကဲ့ ဒုတိယနတ်ရှင်တောင်ပေါ့ ဟုတ်ကဲ့ နတ်ရှင်တောင်တတိယဘုချောင်းဆန်းကျင့်ချင်း အော်ဟုတ်ပြီ ကျင့်ချင်းပိုင်းမှာ อืม နောက်ပြီးတော့အဲ့ဒီပြီးမှဒီလိုတွေနားထောင်လာပြီဆိုရင်တော့အဲ့ဒီကတင်ရှင်ပေါ့ အော် ခုအရိမရိယကခုခရစ်တော်ဖြစ်တယ်ဆိုတော့သူ့ရဲ့လောက်ရငါခု အော် တတိခန္ဓာပေါ့ ဟုတ် သူ ကဲ့ ရောကနေပြီးတော့ကျွန်တော်တို့လွတ်မြောက်ခိုင်းတယ် ဟုတ်ကဲ့ ဒီတော့မိတ်ဆက်ပေးတာပေါ့ဒါပေ ဟုတ် မဲ့ ကဲ့ အဲ့ဒီတရားဟောတဲ့ချိန်မှာမိတ်ဆွေဖြစ်တဲ့ချိန်မှာသူတို့လက်ခံတယ်ဆိုရင်တော့ဝိညာဉ်ဆုံးမထုတ်ပေးတာပေါ့ အော် ထုတ်ပေးတာ ဆရာဒီပမာလူမျိုးတွေအခုစောင့်မျှော်ပမာဗုဒ္ဓတွေပေါ့နော် ဟုတ်ကဲ့ စောင့်မျှော်နေတဲ့အရိမရီယာကယေရှုဖြစ်တယ်ဆိုတော့တက်တယ်ပေါ့နော်ဆရာ ဟုတ်ကဲ့ နော် ဟုတ်ကဲ့ ဆရာဘယ်ကနေရတာလဲဆရာ အဲ့ဒါဝိညာဉ်တော်ရှင်းပြတဲ့နေရာနဲ့အရင်ဆုံးရတယ် အော် ကျွန်တော်တို့မြန်မာတက္ကသိုလ်တက်တော့သူပြောတာတွေတော့ရှိတယ် ဟုတ်ကဲ့ မယုံခဲ့ဘူး ဟမ် မယုံခဲ့ဘူးဘာဖြစ်လို့မယုံတယ်လဲဆိုတော့ခရစ်တော်ဟာခရစ်တော်မှလည်းအချက်တော်ဖျားမရှိဘူးဆိုတော့ကျွန်တော်လက်ခံခဲ့တဲ့ခါ ဟုတ်ကဲ့ သူ့နာမည်ကိုခရစ်တော်နဲ့ပဲသိခဲ့တာဘူး အာဟုတ်ပြီ ခရစ်တော်သိခဲ့တယ်အရိမရိယနဲ့မသိခဲ့ဘူး ဟုတ်ကဲ့ နောက်အရိမရိယဆိုတာဘုရားဘာသာလို့ပဲထင်ခဲ့တာဘူး ဟုတ်ကဲ့ ဒါပေမဲ့အခုတန်ရှင်းတော်ကကျွန်တော်လမ်းပြလာတဲ့ခါမှာတော့အရိမရိယမက်ဆီယသွားဖြစ်နေတယ် မေရှိယဖြစ် မက် နေ ဆီယ တယ် သွားဖြစ်နေနောက် မေရှိယလည်းခရစ်တော်ဖြစ်နေတယ် ခရစ်တော်ဖြစ်နေ ဟုတ် ဆို ပြီ တော့အခုကျွန်တော်ကကျဟန်ကျောင်းတက်လိုက်တဲ့အတွက်ကောင်းကြီးရသွားတာက ဟုတ်ကဲ့ ကျဟန်ကျောင်းမှာပါသွားတင်တယ်လဲဆိုတော့တခင်ခရစ်တော်နာမည်အစစ်မှန်ကမက်ဆီယဖြစ်နေတယ် အော် ခရစ်တော်မဟုတ်ဘူးခရစ်တော်ကအနောက်တိုင်းသားတွေကမိတ်လိုက်တဲ့နာမည် အော်အော်အော်သူ့ရဲ့ဟေဘရဲစကားကမေရှိယ မက်ဆီယ ဒါပေမဲ့ နောက်မ ကျွန် က် တော် ဆီယ ဂရိစကားကခရစ်တော်ဖြစ်သွားတာပေါ့ ဟိုသူ့ရဲ့တကယ် prophet ဟေရှာယဟောခဲ့တဲ့ဟာကမက်ဆီယ မေရှိယဟုတ်ပြီဟုတ် မ ပြီ က်ဆီယနောက်ပြီးတော့ဓမ္မဟောင်းကျမ်းမှာသူတို့ဟောခဲ့တဲ့အားလုံးကမက်ဆီယ မက်ဆီယပဲ အဲဒါကြောင့်ယူဒလူမျိုးတွေနဲ့ဣသရေလလူမျိုးတွေအားလုံးကမက်ဆီယနဲ့စောင့်မျှော်တယ် အော်အော် ဒါပေမဲ့သူမွေးတဲ့ချိန်မှာအဲ့သူမွေးတဲ့ချိန်မှာဂရိနိုင်ငံထွန်းကားတဲ့ချိန် ဟုတ်ကဲ့ ဆိုဂရိနိုင်ငံထွန်းကားပြီးအဲ့ဂရိနိုင်ငံကိုယောမနိုင်ငံတိမ့်တဲ့ချိန် ဟုတ်ကဲ့ တိမ့်တော့ဂရိနိုင်ငံအာဏာမရှိတော့ဘူး အင်း ယောမနိုင်ငံအာဏာရှိတာပေါ့ ဟုတ်ကဲ့ ဒါပေမဲ့ဂရိစကားမပြောက်သေးဘူး ဟုတ်ကဲ့ ဆိုတခင်ခရစ်တော်အမှုတော်ဆောင်တဲ့နေရာတွေအားလုံးကသူကယောမစကားမတက်ဘဲနဲ့ဂရိစကားတော့တက်နေတယ် အာဟုတ်ပြီ ယောမလက်အောက်ရောက်ပြီးတော့ဂရိစကားပြောလူဖြစ်နေတယ် ဟုတ်ပြီ ဆိုတခင်ခရစ်တော်ကိုယ်တိုင်လည်းဂရိစကားပြောရတာပေါ့ ဟုတ်ကဲ့ ဂရိစကားပြောပြီးတော့အဲ့ဒီဂရိစကားမှာတော့ဒီမက်ဆီယကခရစ်တော်ဖြစ်သွားတယ် ခရစ်တို ဟုတ်တယ် အော်ဟုတ်ပြီ ဆိုတော့ဂရိစကားနဲ့ခရစ်တော် အော်အော်ဟုတ်ပြီ ဆိုတော့အခုခရစ်တော်ကားတိုင်းမှာသိခံတယ်လည်းခရစ်တော်နဲ့သိခံတယ် ဟုတ်ပြီ နောက်ဓမ္မတိကျမ်းမှာလည်းခရစ်တော်နဲ့ပဲသူ ဟုတ်ပြီ သိတယ်ဆိုတော့ဓမ္မတိကျမ်းကိုဖတ်ရင်တော့ခရစ်တော် ဟုတ်ကဲ့ ဒါပေမဲ့ရှင်ယောဟန်ရေးမယ်ဆိုရင်သူကခရစ်တော်လို့ဂရိနဲ့ရေးပြီးတော့အောက်မှာမက်ဆီယလို့မြင်နေကြီးတယ် ဟုတ်ကဲ့ ခရစ်တော်ဆိုတာမက်ဆီယကိုပြောတ အော် ယ် အော် မက်ဆီယကတော့အောက်မှာလည်းမြင်နေကြီးတာပေါ့ ဝိစာခွင့်ပိတ်ပေါ့ဟုတ်ပြီ ဆိုတော့ဘာလို့ဆိုတော့ယူဒလူမျိုးတွေတက်ပဲရှင်းပြထားတယ် အာ သူတို့တချင်းချင်းခေါ်တာခရစ်တော်နဲ့ပဲသူတို့ခေါ်တာ အော်အော်ဟုတ်ပြီ ခရစ်တော်နဲ့ခေါ်ရင်နှစ်ပေါင်း1000ကျော်လာတဲ့ခါမှာ ခရစ်တော်ဖြစ်သွား ရှင်ပေါလုတို့ကမာစီဒိုနီးယားကိုတရားဟောလာတော့အဲ့ဒီမာစီဒိုနီးယားတွေအကုန်လုံးပြောင်းလဲလာတဲ့ခါမှာယောမတ်ကဒါခေတ်စားလာတယ်အဲ့ယောမတ်ကနိုင်တဲ့ခါမှာယောမတ်ဆာမှာနိုင်ရင်နိုင်တယ်အခုအနောက်တိုင်းအနိုင်တော့တာပေါ့အနောက်တိုင်းကနေပြီးတော့အိုးကိုဖြုတ်လိုက်တယ် အော် အိုးပျောက်သွားတော့ Christ ဖြစ်သွားပေါ့ အော် အိုးတလုံးလေးဖြောက်လိုက်တာနဲ့အနောက်တိုင်းစကားမှာတူမရှိဘူးလေ ဟုတ်ပြီ တူကဟိုစပိန်စကားများတယ် ဟုတ်ကဲ့ဟုတ်ကဲ့ စပိန်တို့ဥရောပမှာတူရီတာများတယ် အင်းအင်း နောက်တိုင်းစကားမှာတူရီအကုန်လုံးပျောက်သွားပြီ အော် ဆိုတော့တူဖြောက်လိုက်တော့ Christ ဖြစ်သွားတယ် Christ ဖြစ်သွား ဆို အော် Christ ဖြစ်တော့ခုနောက်တိုင်းက Christ ခေါ်တာပေါ့ ဟုတ်ကဲ့ ကျွန်တော်မြန်မာနိုင်ငံမှာကျတော့ဆရာကြီးတို့တန်လာတော့သူက Christ ကိုသူကခရစ်လို့ ခ
crit တော့ ဟုတ်ကဲ့တော်ကတော့တခင်ပေါ့ အေးပေါ့အေးပေါ့ မြန်မာနိုင်ငံမှာတော့ဆီယာသမားကိုတော်လို့ပြောတာဟုတ်ကိုတော့ဘုံတော်လို့ကိုတော်လို့တော်ဆိုတာတော့ဟိုတခင်နာမည်ပေါ့ဆိုတော့ Christ ကို crit လို့ဘာသာပြန်လိုက်တယ် crit တော့အတိတ်ပဲကတော့အရိန်ဆိုတော့တော်ကအရိန်ပေါ့နောက် crit ကမထီရပေါ့အရိန်မထီရတယ်တော့တူတာပေါ့အဲ့လိုသဘောပေါက်လာတဲ့အချိန်မှာကျွန်တော်ကအဲ့ဒါကိုတော့ကျွန်တော်လာဆာမယူရမှာနောက်တိုင်းပတ်စံလဲပါပြီးတော့မရှာနဲ့နောက်လာဆာလည်းမယူနဲ့နောက်ပဲဘယ်သူမှလည်းကူညီမတောင်းနဲ့သူကကျွေးမယ်ဆိုတော့အခုကျွန်တော်20အဲ့ဒါကိုဆောင်းလာတဲ့ခါမှာတကယ်ကျွေးတယ်တကယ်ဒီနေ့ဒီလာဆာမဆောင်အာမင်ဒီနေ့ထောက်ပံ့လည်းမရှိဘူးထောက်ပံ့လာဆာလည်းမဆောင်ဒါပေမဲ့လူတွေကလည်းဖိတိုင်းရင်စခဲ့တော့ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း20 1994 95စခဲ့တော့ကတော့သူတို့လည်းဖိတိုက်တဲ့ဟာလေးတွေသူတို့စားလို့မလောက်မငါပုံစံမျိုးပေါ့မလောက်တလောက်လေးဖြစ်ခဲ့တာပေါ့အခုကျတော့မလောက်တလောက်မဟုတ်တော့ဘဲနဲ့နည်းနည်းများလာတာပေါ့များလာတော့အဲ့ဒီဟာလေးလက်ဖိတ်တိုက်တဲ့ဟာလေးတွေနဲ့မစ်ရှင်တွေပါလေလောက်လာတာပေါ့နော်ဟုတ်ကဲ့လာတာပေါ့ဒါပေမဲ့လာစာနောက် fund raise ဘူး mission fund မရှာဘူးအလူငွေရမှာအလုပ်လုပ်မဲ့ပတ်စံကြောင်းလုံးမပြောဘူးဘယ်တော့ပတ်စံလုံးတစ်ခွမှမပြောပတ်စံကြောင်းပြောမနေအဲ့ဒီဟိုအရင်မရိယာကြောင့်လည်းပြောတယ်နောက်ပြီးတော့အခုကျွန်တော်ချင်းနေစီမှာကျတော့အရင်မြတ်တို့နားမလဲတော့မစီယာနဲ့ပြောတာပေါ့မစီယာအခုခရစ်တော်ဆိုတဲ့စကားလုံးကိုတားလျှော့လိုက်တာပေါ့နောက်ပြီးတော့နိုင်ငံတော်ပေါ့နိုင်ငံတော်ဖရာသခင်နိုင်ငံတော်အဲ့လိုဝင်ထားတယ်အတင်းတော်ခိုင်းကနာစကားလုံးမတုံးတော့ခိုင်းကနာစကားလုံးမတုံးတော့ပဲနိုင်ငံတော်နဲ့ဝင်ထားတယ်ဒီနေ့2014ဥရောပသွားတော့ကဟောလန်နိုင်ငံပေါ့ဟောလန်နိုင်ငံမှာဟိုဂီတလူလိမ်မောင်ကိုရဲ့တာဒါရိုက်တာဦးမြင့်သူနဲ့လည်းတွေ့တယ်ဒါရိုက်တာဦးမြင့်သူကသူပြောင်းလဲလာတယ်ဗောနော်ပြောင်းလဲလာပြီခုသူကဟိုသူနဲ့စကားဆွေးနေတဲ့ခါသူနဲ့ကျွန်တော်ပြောတဲ့ခါမှာ तू ကကျွန်တော်ပြောတဲ့ဟာနဲ့ तू ပြောတဲ့ဟာနဲ့အများကြီးလာတိုက်ဆိုင်တယ်ဆိုသူဆရာအများကြီးပညာရတယ်တော်ရတာမြတ်သူနော်တော်ရတာဦးမြတ်သူတည်တယ်ဦးမြတ်သူစကားပြော तू ပြောတယ်ကျွန်တော်ပြောတယ်တပြည့်ပြည့်နဲ့တိုက်ဆိုင်လာပြီးတော့တအားတိုက်ဆိုင်လာတယ် तू ကတော်ရတာဦးမြတ်သူကအရိမရိယကို तू ကတိပြီးမဲ့အခုလိုနားမလည်ဘူးခရစ်တော်မှခရစ်တော်ဖြစ်မယ်ဆိုတော့ तू ကအမြဲတမ်းစဉ်းစားတယ်ဒါပေမဲ့ဖြစ်တယ်လို့ तू မပြောရဲဘူးပေါ့နောက်ပြီးတော့ तू ခရစ်တော်မသိခင်တုန်းက तू ကဟိုထွက်ရကိုင်းနေပါလေလုတ်ခဲ့တာဟုတ်ဆိုလူသားပိုင်းကကြိုးစားပြီးတော့ဗတ်တိုင်းလုတ်ခဲ့တယ်ထွက်ကနေအားလုံးသူကလုတ်လာခဲ့တော့အဲ့ဘက်ကတာနာလဲအဲ့အားလုံးကတန်ရှင်းတော်ဝင်မပါဘဲနဲ့လုတ်ခဲ့တဲ့ဟာကိုခုတန်ရှင်းတော်နဲ့သဘောပေါက်လဲပေါက်ရောအဲ့ဒါအားလုံးလူချသွားပြီပေါ့ဆိုခုကျွန်တော်ပြောတဲ့အရီမရီယာနဲ့အဲ့ဒီသူကြားဘူးတဲ့အရီမရီယာနဲ့ပြောတဲ့ခါမှာတမိုင်းအဖြစ်အများကြီးနှိစက်သွားတယ်ဟုတ်ကဲ့ပါဒါပေမဲ့ခုတော့ဝိညာဉ်တော်မဖော်ပြတဲ့အတွက်မပြောရဲဘူးဟုတ်ကဲ့ပါဆရာအခုဆရာဒီတကယ်ဗမာဗုဒ္ဓတွေကိုဟုတ်ကဲ့ဆရာသူတို့ကိုဘာများအတွက်ပြောချင်တယ်ဆရာကျွန်တော်ခုနကပတ်သက်ပြီးတော့ဟုတ်ကဲ့ကျွန်တော်အခုဘုရားတော်တမိုင်းကိုတိတတာအနေသေးတယ်ဟုတ်ကဲ့တာအနေသေးတော့ကျွန်တော်ဘုရားတော်တမိုင်းမှာဘုရားတော်တမိုင်းအနေနဲ့တော့ကောင်းနောက်ပြီးတော့ဘုရားတော်ရဲ့တန်ဃာတော်တွေတင်ပေးတဲ့တင်ကြားရေးမှာပေါ့နော်ပိဏက3ပုံတို့ပါလို့တိတတာအနေတယ်နောက်ပြီးတော့ဘုရားမြတ်စွာဘုရားတွင်တဲ့ဟာလည်းတအားတိတတာအနေတယ်ဒါပေမဲ့အနှစ်သာရပိုင်းမှာသူတို့ပြောပြတဲ့ဟာတွေကိုတော်တော်များလက်ခံနိုင်တယ်ဟုတ်ကဲ့လက်ခံတဲ့မှာဆိုတော့ဒီမနေ့ကလည်းကျွန်တော်ပြောမလို့မိတော့ဒီမနေ့ပြန်ထွက်လာတယ်ခုရန်ကုန်မှာမြန်မာနိုင်ငံမှာတထုံဆရာတော်ပေါ့သူပြောတာဟိုဆေးပေါင်းခါတဲ့မျက်ရည်နဲ့ဘေးပေါင်းခါတဲ့မျက်ရည်လို့သူဟောတယ်အဲ့ဒါဘေးပေါင်းခါတဲ့မျက်ရည်ဆိုတာခုကျွန်တော်လူသားတွေကဘာသာတရားကျိုးစားအားထုတ်ပြီးတော့လုပ်ပြီးတော့ဒုက္ခရောက်သွားပြီးတော့မျက်ရည်ကျတာပေါ့အဲ့ဒါဘေးပေါင်းခါတဲ့မျက်ရည်ပေါ့ဆေးပေါင်းခါတဲ့မျက်ရည်ကျတော့အထင်းကနေပြီးတော့လာပြီးတော့နောင်တတရားနဲ့ပတ်သက်တဲ့ဟိုဟုတ်ကဲ့မျက်ရည်ပေါ့အဲ့ဒါဟောတယ်လူတွေတအားကြိုက်တာပေါ့အခုဒီအရိမရိယရဲ့ကျွန်တော်တို့ပြောတာနောင်တရလိုက်တာကျွန်တော်အကုန်လုံးကဲမှာပေါ့ဟုတ်ကဲ့နောင်တရလိုက်တာနဲ့သူအကုန်လုံးကဲမယ်ဆိုတော့ကျွန်တော်မျက်ရည်ကျတာကဆေးပေါင်းခါတဲ့မျက်ရည်ပေါ့သူဆေးပေါင်းခါဆိုတာဘာလို့ဆိုတော့ဆေးဝါဖြစ်သွားတဲ့မျက်ရည်ပေါ့ဟုတ်ကဲ့နောက်ဘေးပေါင်းခါကြတော့ဘေးအနေရဖြစ်တဲ့မျက်ရည်ပေါ့အပြစ်လုပ်ပြီးတော့ငိုတဲ့ဟာကဘေးအနေရပေါ့ဟုတ်ကဲ့ပါဒါပေမဲ့ခုနနောင်တတရားနဲ့ရတဲ့ဆေးပေါင်းအဲ့ဒါတို့ခုတာကောင်းကြည့်ရတာတော့အဲ့လိုမျိုးတွေဆိုတော့ကျွန်တော်တို့တိတာနေတယ်အခုကျွန်တော်ကရုပ်ရှင်မှာဟောတဲ့ဟာကကက်တင်စင်မစီကလူတမိုင်းဖြတ်တမ်းမှုလို့ဟောတဲ့ဟာကကျွန်တော်ကအများကြီးတိလို့ဟောတာမဟုတ်ဘဲနဲ့အဲ့ဒါလမ်းစဖွင့်လိုက်တာဟုတ်ကဲ့ပါဘုရားဘာသာဘုန်းကြီးတန်ဃာတော်ကြီးနောက်ပြီးတော့ဆရာတော်ကြီးနောက်ပြီးတော့တမိုင်းတိတဲ့ဆရာတော်ကြီးတွေကသူတို့ပူတိတယ်ဆိုတော့ကျွန်တော်ပြောတဲ့ဟာကိုသူတို့ကဘယ်လိုလာချူပြီးတော့ဟုတ်ပါတယ်လို့ပြောမလားဒါမဟုတ်လို့ပြောမလားသူတို့ဘယ်လိုပြောမလဲဆိုတာသိချင်လို့အဲ့ဒါကိုလမ်းစဖွင့်လိုက်တာဆိုတော့ဟိုလာချူတဲ့လူတာအများတယ်လာချိတ်တဲ့လူပေါ့ချိတ်တဲ့လူတာအများတယ်ဟုတ်ပြီသူတို့တိလာခဲ့တဲ့အရိမရိယကားတဲ့မမှန်ဘူးတဲ့အခုဒီဟာပို့ပြီးတော့ဟုတ်ကဲ့ရောက်တယ်ဆိုတော့ဟုတ်ကဲ့ပါအခုကဘာပေါ်မှာအရိမရိယအကြောင်းဟောတဲ့လူတာအများတယ်အဲ့ဒီသူတို့ဟောတဲ့ဟာကဟိုတခင်ခရစ်တော်မဟုတ်ဘဲနဲ့
လူတွေသွားဖြစ်နေတယ် ဟောလူပုဂ္ဂိုလ်ဖြစ် လူ နေ ပုဂ္ဂိုလ်သွားဖြစ်နေတယ်ဆိုတော့တရုတ်ဘုရင်ကကျွန်တော်အရီမရီယာဖြစ်မယ်လို့ခေါ်တယ် ဟုတ်ကဲ့ဟုတ်ကဲ့ နောက်ပြီးတော့လာအိုမင်းသားကကျွန်တော်အရီမရီယာဖြစ်မယ်လို့ပြောတယ်မမှန်ဘူးမြန်မာနိုင်ငံမှာဘိုးတော်ဖခင်ကကျွန်တော်အရီမရီယာဖြစ်မယ်ဆိုမမှန်ဘူးဦးနုကလည်းကျွန်တော်အရီမရီယာဖြစ်မယ်လို့မမှန်ဘူးကိုရဲမှာလည်းအဲ့လိုကျင်ရတယ်မမှန်ဘူးကိုရဲရုပ်ရှင်မင်းတွေတော်တော်များများသူတို့အရီမရီယာဖြစ်ချင်ကြတယ် ဟုတ်ပြီ ဒါပေမဲ့လူသားပဲဖြစ်တော့မမှန်ဘူး ဟုတ်ပြီ ဆိုတော့အခုတခင်ခရစ်တော်နဲ့လာပြီးတော့ကွတိဝင်သွားတာပေါ့ အာမင် ဆိုတော့ဒီကျွန်တော်တို့ဦးနုပေါ့နော်ဦးကြီးချုပ်ဦးနုတခင်နုပေါ့ ဟုတ်ကဲ့ တခင်နုက1953မှာရန်ကုန်မြို့မှာပင်စမစတ္တမသင်္ကာရနာတင်တယ် ဟုတ်ကဲ့ အဲ့ဒီစတ္တမသင်္ကာရနာဆိုတာမြန်မာနိုင်ငံမှာဟုတ်တယ်ကဘာဗုဒ္ဓဘာသာများရဲ့နော်ဟိုဗုဒ္ဓဘာသာညီလာခံအကြီးဆုံးပေါ့ ဟုတ်ကဲ့ အဲ့ဒီညီလာခံအကြီးဆုံးကအရိမရိယကိုစောင့်နေညီလာခံပေါ့ ဟုတ်ကဲ့ အဲ့တော့သူကဗုဒ္ဓဦးနုကအရိမရိယကိုကျူဆိုတဲ့ညီလာခံကို1953မှာမြန်မာနိုင်ငံမှာကဘာအေးမှာစတ္တမသင်္ကာရနာတင်တယ် ဟုတ်ပြီ အဲ့ဒီတင်တဲ့အချိန်မှာသူကိုယ်တိုင်အရိမရိယဖြစ်မယ်လို့သူကမျှော်လင့်တယ် ဟုတ်ပြီ ဒါပေမဲ့မဖြစ်လာဘူး ဟုတ်ကဲ့ ဆိုတော့အဲ့ဒါဘာဖြစ်လို့လဲလို့မိတဲ့ခါမှာ1953ဟာတဒနာ2500ပြီးပြီတဲ့တဒနာ2500ဆိုတာဗုဒ္ဓဟောတဲ့2500ပြီးသွားပြီဗုဒ္ဓပြောတယ်တဒနာ2500ပြီးရင်တော့အရိမရိယလာတော့မယ် ဩဗုဒ္ဓတက္ကသိက2500ကဘယ်နှစ်မှာပြည့်လဲ ဦးနုတွတ်တဲ့အတိုင်းဆိုရင်1953မှာတွတ်ထားတယ် ဟုတ်ပြီ ဒါပေမဲ့ကျွန်တော်အခုတွတ်ကြည့်တာ2000လောက်မှာပဲသွားဖြစ်တယ်နည်းနည်းတွတ်တာနည်းနည်းဆောင်းနိုင်လို့ ဟုတ်ကဲ့ အဲ့ဆိုဗုဒ္ဓကိုသူကအတိအကျမဖမ်းကြဘူး ဟုတ်ကဲ့ ဗုဒ္ဓမွေးတာက BC 960မှာမွေးတယ်လို့သူ ဟုတ်ကဲ့ 960မှာမွေးပြီးတော့480မှာသူကပြည့်နှုံတော်မူတာပေါ့ ဟုတ်ကဲ့ ဆိုတော့960နဲ့တွက်ရင်1953ဖြစ်နိုင်တယ် ဟုတ်ကဲ့ 480နဲ့တွက်ရင်တော့2000ကျော် 2010လောက်မှဖြစ်မယ် 2010လောက်ဖြစ် ဟုတ်ပြီဆိုတော့ဒါလည်းနှစ်2500လည်းပြည့်ပြီပေါ့နော် နှစ်ပြည့်လာပြီနှစ်ပြည့်လာ ဆိုတော့ဒါအားလုံးက ဆိုတော့လာအိုကလည်းလာအိုဆောင်းတာလည်းလာကွက်တိကြတယ်တီဟိုလည်းကွက်တိကြတယ်ကိုရီးယားလည်းဘုရားတန်နိုင်ငံအလုံးဆောင်းတာလည်းအလားလာဆုံးတယ်လာဆုံးတယ်ခုလာအိုကလည်းအဲ့လိုပဲဆုံးခိုင်းတယ်ဆုံးလာတယ် ဟုတ်ကဲ့အခုဆရာအနေနဲ့ကတော့ဒါဒီပုဒ္ဓတွေမျိုးလေးနဲ့အရိမရိယကတော့ ဟုတ်ကဲ့ ယေရှုခရစ်တော်ပဲ ဟုတ်ကဲ့ဆိုတော့ကျွန်တော်ခုနပြောချင်တာကျွန်တော်ကဘုရားပိုင်းကိုတိတာနေတယ်ဟောသူတို့တိတာကိုပြောလာရင်ကျွန်တော်ကတော့ကျမ်းစာဘက်ကနေပြန်ပန့်ပို့လို့ရတယ် ဟုတ်ကဲ့ဟုတ်ကဲ့ သူတို့ကျွန်တော်ကကျေးဇူးတော်တောင်းခုကျမ်းစာကိုအခောက်100ကျော်ဖတ်သွားပြီကဘာဦးကျမ်းခန်းကြီးတင်ရပြန်ပြီးတော့ပြလေးကျမ်းထီပေါ့အခောက်100ကျော်ဖတ်သွားတဲ့ခါမှာအဲ့ဒီခောက်100ကျော်ဖတ်တဲ့ကြောင့်ဝိညာဉ်တော်ကျွန်တော်လမ်းပြတဲ့ဟာတွေအများကြီးရှိတယ်ဒါပေမဲ့မပြတ်သေးတဲ့ဟာတွေအများကြီးကြံမှာပေါ့ကျွန်တော်ထင်ယုံကြည်တာတော့1000လောက်ပြီးရင်တော့အများကြီးကြောက်မှာပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့1000လောက်ဖတ်ဖို့ကအချိန်အများကြီးယူရအောင်မယ်ကျွန်တော်အသက်80လောက်ဖြစ်ရင်တော့ကြောက်မှာပေါ့ဆိုတော့အဲ့ဒီအသက်80လောက်ရောက်ပေါ်နှစ်ပေါင်း30လောက်လို့သိတာပေါ့နော်ဆိုတော့နှစ်ပေါင်း30တော့မဲ့အမှကိုတော့ဖော်ပြမဲ့ဟာတော့ကျွန်တော်လည်းမသိသေးဘူးလက်ရှိဖော်ပြပြီးသားအရာမှာတော့ဗုဒ္ဓဘာသာကြီးကိုရီးယားအဲ့ဒီအရိမရိယအကြောင်းကိုမေးမြန်းလာပြီးသူတို့တမိုင်းပြောပြလာရင်ကျွန်တော်ကျမ်းစာနဲ့မိမောင်းထိုးပြဖို့အများကြီးရထားတယ် ဟုတ်ကဲ့ပါ အဲ့ဒါနာယီပေါင်း100 200ထိုးပြလို့ရတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဆိုတော့အဲ့ဒီကျန်းစာဘက်ကနေထိုးပြဖို့ကတော့ကျွန်တော်အနေနဲ့အများကြီးကိုတော့ဝိညာဉ်တော်ကျွန်တော်ဖော်ပြပြီးဒါပေမဲ့သူတို့ဘက်ကချိတ်ဖို့ကြတော့ကျွန်တော်အများကြီးမရသေးဘူး ဟုတ်ကဲ့ပါဆရာဒီအခုနှစ်ပေါင်း90ကျင်းချင်းကလည်းဘယ်နေ့မှပြည့်စုံသွားပြီလဲဆရာ နှစ်ပေါင်း90ကတော့2019ဇူလိုင်လ19ရက်နေ့မှာပြည့်စုံပါဘူးဇူလိုင်19မှာပြည့်စုံပါဘူး အဲ့ချိန်ကြရင်တော့2019ဖေဖော်ဝါရီ12ရက်နေ့ကျွန်တော်မှားတယ် ဒါလည်းပို့တော့ဆန်းတဲ့ကျင်းချင်းနဲ့လွတ်သွားမယ် အဲ့ဒီမှာတော့ပို့ချောင်းအောင်ဆန်းကျင်းချင်းမြန်မာနိုင်ငံမှာပြီးသွားမယ် ပြီးတော့နိုင်ငံတိုင်းသားကောင်းဆောင်တွေအားလုံးလည်းလွတ်လာမှာပေါ့ ဟုတ်ကဲ့ဆရာဒီပမာပြည်နဲ့ပတ်သက်ပြီးတော့ဘုရားဆရာကိုတူဆန်းဖွင့်ပြတာရှိလား အဲ့ဒီနှစ်ခုရှိတယ်နောက်ကျင်းချင်းကတော့10ခုကျွန်တော်အခုရထားတယ်ကျန်တဲ့10ခုကတော့တေးစိတ်မဖမ်းနိုင်သေးဘူးအချိန်မတန်သေးလို့ဖြစ်မယ်တေးစိတ်မဖမ်းနိုင်သေးဘူးအဲ့မှာနိုင်ငံခြားသားတွေကိုကျွန်တော်တို့နိုင်ငံခြားသားတွေကျွန်တော်တို့ခုဆက်ဆံတဲ့ဟာလည်းကျင်းချင်းဖြစ်တယ်တရုတ်ကလာဆက်ဆံတဲ့ဟာကျင်းချင်းဖြစ်တယ်ဆိုတော့လူမျိုးခွဲတာအဲ့ဒါကျွန်တော်အတိအကျမဖမ်းနိုင်သေးဘူး ဟုတ်ပြီအဲ့ဒါလည်းနောက်ကျရင်တော့ထပ်ဖော်ပြမှာ ဖော်ပြရင်တော့အဲ့ဒါလည်းဖမ်းနိုင်မှာတရုတ်ကလာကိုဆက်ဆံတဲ့အရာဟာတဲ့ဗမာလူမျိုးအားလုံးတွေ့ကျင်းချင်းဖြစ်တယ်ဆိုတော့ဗမာလူမျိုးတွေတရုတ်ကလာဟိုတရုတ်ကသူတို့ဗမာလူမျိုးတွေကောင်းကြည့်ရမယ့်အရာတွေအားလုံးတရုတ်ကလက်ထဲရောက်နိုင်တယ်ဟုတ်ပြီအဲ့ဒါသူတို့ကပြန်ချစ်တဲ့ခါကျမှဗမာပြည်ပြန်ကောင်းကြည့်ရမယ်ဟုတ်ပြီအဲ့ဒီဗမာတရုတ်ကိုမုန်းတဲ့အရာလေးကျင်းချင်းတရုတ်ကလာမုန်းတဲ့ဟာကကျင်းချင်းဖြစ်သွားပြီးတော့အမုန်းခံတဲ့လူတွေကကောင်းကြည့်ရသွားမယ်ဗမာတွေကထိုးကြသွားမှာဟုတ်ကဲ့ဆိုတော့တရုတ်ကလာကိုသူကခွဲခြားမယ်နဲ့ပြန်ချစ်နိုင်တဲ့ခါကျမှသူတို့ကောင်းကြည့်ရမယ်အခုတရုတ်ကလာရနေတဲ့ကောင်းကြည့်တွေအားလုံးကဗမာကောင်းကြည့်ကိုတို့ရမယ်ကောင်းကြည့်ရမယ်ဗမာတွေရမယ်ကောင်းကြည့်ကိုတို့ရမယ်ဟုတ်ကဲ့ပါဆရာဒါဆိုရင်အခုပမာပြည်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဆရာရဲ့ဘုရားဖွင့်ပြချက်ရှိလားဆရာကျွန်တော်အခုကိုတော်ကကျွန်တော်နှစ်ပေါင်း400နောက်ပိုင်းကိုပြန်မြင်ခိုင်းတယ်အခုအနာဂတ်နှစ်ပေါင်း400ကိုလည်းပြန်မြင်ခိုင်းတယ်ဟုတ်ကဲ့ဆိုတော့အနာဂတ်နှစ်ပေါင်း400မှာတော့ကိုတော်ခရစ်တော်တွေ့လို့တအားများမယ်
တွေ့တဲ့လူတွေကတာမန်တွေ့မှာမဟုတ်တကယ်ပြင်းထန်စွာသူတို့တွေ့မယ် ဟုတ်ပြီ နောက်ပြီးတော့ကျွန်တော်ကိုတော်ကအဲ့ဒီဖိလစ်ပိုင်တောင်ပေါ်ရက်လေးဆဆရှောင်းတော့ကျွန်တော်ပြတ်တဲ့အရာတစ်ခုကတော့ကျွန်တော်ကိုချင်းလူမျိုးဖြစ်ခိုင်းတာနားလေသလားလို့ကျွန်တော်မေးတယ် ဟုတ်ကဲ့ ကျွန်တော်နားမလဲဘူးကျွန်တော်ချင်းလူမျိုးကချင်းတောင်ကတအားဆင်းရဲတယ် ဟုတ်ကဲ့ ခေါင်းပါတယ်ပေါ့အဲ့မှာမွေးတယ်ကျွန်တော်ဘာကြောင့်မွေးတယ်ဆိုတာမနားမလဲဘူးတဲ့ကျွန်တော်မေးတယ်အရှိဘက်ကိုကြည့်ပါတဲ့ကျွန်တော်အရှိဘက်ကိုကြည့်ခိုင်းတယ်ဘာနိုင်ငံတွေတွေ့တယ်လဲကျွန်တော်ကတရုတ်နိုင်ငံမြန်မာနိုင်ငံလာအိုနိုင်ငံအဲ့ဒီတွေ့တယ်ပေါ့ဗီယက်နမ်နိုင်ငံတွေတွေ့တယ်အနောက်ဘက်ကိုကြည့်ပါအိန္ဒိယနိုင်ငံတွေပါကစ္စတန်တွေတွေ့တယ်ပေါ့မြောက်ဘက်ကျတော့ရုရှားပေါ့တောင်ဘက်ကျတော့တီဟိုနိုင်ငံတွေ့တယ်အဲ့ဒီနိုင်ငံတွေကိုတော့တည်တယ်လို့ရှိတယ်လို့ကျွန်တော်မေးတယ် ဟုတ်ပြီ မရှိဘူးဆိုတော့အဲ့ဒီနိုင်ငံတွေအားလုံးကဒီတီးတီးလေးကိုဝိုင်းထားတယ်ဝိုင်းထားဆိုဒီချင်းပြည်နယ်လေးဝိုင်းထားတာပေါ့ ဟုတ်ကဲ့ မင်းတို့ကအဲ့ဒီနိုင်ငံတွေအားလုံးအတွက်အလေဘဟုဖြစ်နေတယ်တဲ့ ဟုတ်ပြီ ဆိုတော့အခုဗမာကိုမချစ်ဘူးဆိုရင်ပေါ့ချင်းပြည်နယ်တစ်ခုတည်းကတက်တိခါမဲ့တော့ဖြစ်နေတယ်တင်းလုံးတာပေါ့ ဟုတ်ပြီ ဗမာကိုချစ်ရင်တော့ကိုတော့နေကြပြတ်မှာပေါ့ ဟုတ်ပြီ ဆိုတော့ကျွန်တော်တို့ချင်းလူမျိုးကတကဘာလုံးတက်တိခါမဲ့ဆိုတာကတော့လက်တွေ့မကြဘူးပေါ့နော် ဟုတ်ကဲ့ ဆိုတော့ကိုအင်းကြီးချင်းကိုကိုနဲ့မျှချင်းတော့ဗမာပြည်လင်းသွားနိုင်တယ် ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့ခုဒီလူတွေအားလုံးဝိုင်းတဲ့နေရာမှာအလေဘဟုမှာထားတယ် ဟုတ်ကဲ့ပါ သူ့ကိုမတိသေးတဲ့နိုင်ငံကောင်းမြတ်ဆိုအလေဘဟုမှာတင်းတို့ကိုကောင်းချီးပေးချင်တယ် ဟုတ်ကဲ့ပါဆရာ ဆိုတော့ကျွန်တော်အဲ့လာကိုကြည့်တဲ့ခါမှာလာမဲ့နှစ်400ထိကြည့်တဲ့ခါမှာရှင်ပေါ်လို့ကတော့ခုနှစ်ပေါင်း2000ထိကောင်းကြည့်ရတော့ပေါ့နော်ဆိုတော့နှစ်ပေါင်း400ကောင်းကြည့်ရမှာပေါ့ ဟုတ်ကဲ့ ဒီနေ့ကျွန်တော်တို့ဆာလန်ကလိန်တဲ့အရာတွေအများကြီးရှိတယ်ခရစ်တော်ကြွတော့မှခရစ်တော်ကြွမှဆိုတော့အများကြီးလိန်ပြီးတော့ချင်းချောက်တယ်ဆိုတော့ကျွန်တော်ကညီကိုတွေကိုသွားပြီးတော့မေတ္တာပြမဲ့အစားမိမိတို့ကောင်းကင်မြန်ရောက်ဖို့ပဲသူတို့ကကြိုးစားကြတာအဲ့ဒါလည်းဖြက်လန်းတစ်ခုအနေနဲ့ကျွန်တော်ပြတယ် ဟုတ်ကဲ့ဆိုတော့ဒီဆရာပြောချင်တဲ့အတိတ်တွေကဒီအခုကျွန်တော်တို့ခရိယန်ထဲမှာအလင်းမဖြစ်နိုင်တာပေါ့နော်မဖြစ်နိုင်တာကဒီမေတ္တာမရှိလို့ မေတ္တာဘာလို့မရှိတော့ခရစ်တော်ကြွမယ်ဆိုတော့အားလုံးကကောင်းကင်ရောက်ဖို့ပဲကြိုးစားကြတဲ့လူတွေကိုမချစ်နိုင်တော့ဘူးဟုတ်ပြီ လူတွေကိုမချစ်နိုင်တော့ဘူးအစေမခံနိုင်တော့ဘူးကြောင်းလည်းမတက်နိုင်တော့ဘူး ဟုတ်ကဲ့ သူတို့မှရည်ရှိကိုတော့လူတော်လိုက်ဖို့မစင်စားဘူးကောင်းကင်ရောက်ဖို့ပဲသူတို့ကြိုးစားတယ်ခင်ဗျာ ဟုတ်ကဲ့ ဆာရန်ရဲ့ဖက်ဖြတ်မှုတစ်ခုတော့ယူဟာတစ်ခုဖြစ်နေတယ် အဲ့ဒါကစာရန်ရဲ့ view ယူ ဟာ ဟာတစ်ခုပေါ့ ဟုတ်ပြီ အဲ့တော့ကိုတော့ကိုယ်တိုင်ပြောတယ်ငါကြွမယ်နေ့ကိုဘယ်သူမှမသိဘူး ဟုတ်ကဲ့ပါ အမေဆာရန်အမြင်နဲ့လိမ့်ပြီးတော့ပြောတယ်မနေ့ဖြန်ကြွမယ်တစ်ခါခါကြွမယ်လွန်ခဲ့တဲ့2012မေလ24ရက်နေ့တော့လည်းအမေရိကမှာကျွန်တော်ချင်းလူမျိုးတွေကခရစ်တော်ကြောင့်ဆိုလို့ပြောတယ် ဟုတ်ကဲ့ ကျွန်တော်2012မေလရောက်တော့အမေရိကရောက်တော့ကျွန်တော်ကနိုင်ငံတော်အကြောင်းပြောတော့ခင်ဗျာခရစ်တော်ကြောင့်မလို့လူတွေပြောချင်ခင်ဗျာဘယ်လိုနိုင်ငံတော်အကြောင်းလာပြောလဲခရစ်တော်ကြောင့်တော့မှာပဲတဲ့ကျွန်တော်ကဖျားခင်မြန်စကားပြောတယ်ကျွန်တော်ကိုတော့တခါမှမပြောသေးဘူး ဟုတ်ကဲ့ ဆိုတော့အဲ့ဒီပြောတဲ့လူတွေဖျားခင်ပြောတာလားဘယ်သူကပြောတယ်ဆိုတော့ဖျားခင်ပြောတာမဟုတ်ဘူးသူတို့တမိုင်းကိုကြည့်ပြီးသိတယ်ဆိုတော့တမိုင်းကြည့်ပြီးသိတာတော့မဖြစ်နိုင်ဘူးကိုတော့ကိုယ်တိုင်ကမပြောဘူးလေကိုတော့ပြောရင်တော့တမျိုးပေါ့ အေးပေါ့ ဆိုတော့နောက်ဆုံးတော့ကာလနဲ့နောက်ဆုံးတော့နေ့ကိုသူတို့မခွဲတတ်ဘူးပေါ့ ဟုတ်ကဲ့ နောက်ဆုံးတော့နေ့ကတော့လုံးဝမသိဘူး ဟုတ်ကဲ့ နောက်ဆုံးတော့ကာလတော့ခုဖြစ်တော့ကားတိုင်းဒီခမီနောက်ပိုင်းကနောက်ဆုံးတော့ကာလပဲလေ အေးအဲနောက်ဆုံးတော့ကနှစ်ပေါင်း1000လား2000လား3000လား4000လားဆိုဘယ်သူမှမသိဘူးခုတော့ပြောပြအောင် ဟုတ်ကဲ့ ဒါပေမဲ့ခရစ်တော်ကားတိုင်းဒီခမီတော့နိုင်ငံတော်ဒီထောင်ပြီးနောက်ပိုင်းအားလုံးကနောက်ဆုံးတော့ကာလ ဟုတ်ကဲ့ ဒါပေမဲ့နောက်ဆုံးတော့နေ့ကျတော့ဘယ်သူမှမသိဘူး ဟုတ်ကဲ့ ဒီနေ့ယုံကြည်သူတွေကနောက်ဆုံးတော့နေ့ကိုသူကအမြင်နဲ့ပြောမိတယ် ဟုတ်ကဲ့ ကာလကိုမပြောဘဲနဲ့နေ့ကို ဟုတ်ကဲ့ ပြောတာ ဟုတ်ကဲ့ ဆိုတော့နေ့နဲ့ကာလနဲ့ပြောမှားပြီဆိုရင်နောက်ဆုံးတော့နေ့လို့ပြောတဲ့လူတွေအားလုံးကအမြင်နဲ့ မာတတ်တယ် အမှားဖြစ်နေတယ် ဟုတ် ဖြစ်နေ ကဲ့ တယ် ဟုတ်ကဲ့ပါဆရာ အဲ့လိုမျိုးလေး ဟုတ်ကဲ့ဆရာဒီယုံကြည်သူကဆရာဗာမြတ်ပြောချင်တယ်ဆရာ ယုံကြည်သူတွေကတော့ကျွန်တော်အနေနဲ့တော့ကျွန်တော်တို့နာခံခြင်းဆိုတဲ့စကားလုံးကိုကျွန်တော်တို့နားလည်ဖို့လိုတယ်လို့ပြောကြတယ်ကျွန်တော်ယုံကြည်သူနာခံခြင်းဆိုတဲ့ကျွန်တော်ယုံကြည်သူပြောနာခံခြင်းဟာအကြီးကဲတယောက်ဒါမှမဟုတ်ခိုင်ကနာကောင်းဆောင်တယောက်နာမို့လက်စာပေးလို့တယောက်နာခံတော့လို့ကျွန်တော်နားလဲတယ်အမြင့်ဆုံးသောဘုရားမနာခံကြဘူး ဟုတ်ကဲ့ ဒါအမြင့်ဆုံးသောဘုရားမနာခံတဲ့ခါမှာတော့ခိုင်ကနာထောင်တဲ့လူတယောက်ရဲ့လက်အောက်ရောက်သွားမယ် ဟုတ်ပြီ နောက်ပြီးတော့ခိုင်ကနာရဲ့ကောင်းဆောင်တယောက်လက်အောက်ရောက်သွားမယ်ဒါမှမဟုတ်ငွေရှိတဲ့လူတယောက်လက်အောက်ရောက်သွားမယ်ဒီလိုရဲ့ချုပ်ကန်လူတယောက်လက်အောက်ရောက်သွားပြီးတော့အမြင့်ဆုံးသောဘုရားနဲ့ချက်ဆက်တွေအများကြီးပြင်လာသွားနေတာပေါ့ ဟုတ်ကဲ့ပါ ဆိုတော့မြန်မာယုံကြည်သူတွေကအမြင့်ဆုံးသောဘုရားနဲ့တွေ့နိုင်မယ်နီလန်းကျွန်တော်တို့ရှိလို့ရှိရင်တော့အဲ့ဒါကျွန်တော်တို့အားလုံးကအဲ့ဒါကိုဟိုငန်းငန်းတန်တာပြီးဝိညာဉ်တော်ဝင်တောင်းပြီးတော့ခြေတက်ကြမယ်ဆိုရင်အဲ့နီလန်းဟာကျွန်တော်တို့တဲ့ဟိုကျန်းစာနဲ့အင်မန်မှာကျန်းစာလမ်းဖွင့်ပြီးရတော့အဲ့တော့အမြင့်ဆုံးသောပြန်စကားပြောနိုင်မှုရတဲ့အခုလူတိုင်းကပါပြောကျွန်တော်တို့ပြောချင်တဲ့ဆရာမပြောနိုင်ဘူးကိုတော့ဘုရားသခင်တန်ကိုတအားကြားချင်တဲ့ဆရာမကြားဘူးဆိုမကြားတဲ့အကြောင်းရင်းဟာကျွန်တော်ရဲ့နောက်ကျောင်းမိခိုထိုင်းနောက်ကျောင်းကကျင့်ချင်းဖြစ်သွားပြီ ဟုတ်ကဲ့ ဆိုအစာရှောင်ပြီးတော့မချိုးရင် ဟုတ်ကဲ့ ဘယ်နည်းနဲ့ချိုးမလဲအစာရှောင်တဲ့ချိန်မှာဝင်ဝင်ညင်တော့ကျွန်တော်ကူညီပြီးချိုးပေးလိုက်တာ ဟုတ်ကဲ့ ကျွန်တော်တို့ကိုတော့ကူညီမတောင်းတတ်ဘူးပေါ့ကိုကကိုချိုးချင်ကြတာပေါ့ ဟုတ်ကဲ့ အလွယ်ဆုံးသောစိတ်လိမ်တောင်မှဖြတ်ချင်ကြတယ်မဖြတ်နိုင်ကြဘူးပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ အလွယ်ဆုံးသောစိတ်လိမ်တောင်မဖြတ်နိုင်ရင်ဘယ်လိုလို့ဘိုးဘွားချင်းချအလုံးမဖြတ်နိုင်မလဲအလွယ်ဆုံးသောစိတ်လိမ်တောင်မဖြတ်နိုင်ပါလို့ကျွန်တော်ဘဝတစ်ခုလုံးချင်းချင်းမဖြတ်နိုင်မလဲအလွယ်ဆုံးသောစိတ်လိမ်တောင်မဖြတ်နိုင်မြန်မာနိုင်ငံချင်းဘယ်လိုဖြတ်နိုင်မလဲ ဟုတ်ကဲ့ ဝိညာဉ်တော်ကူညီတောင်းတဲ့နည်းရတော့အစာရှောင်တဲ့နည်းရနေပြီးတော့ကျွန်တော်လမ်းအကောင်းဆုံးပေါ့နော် National Window ကိုတကူကိုတောင်းပါ ဖိတ်ခေါ်တဲ့နည်းပေါ့နော် ဟုတ်ကဲ့ စာရှောင်ပြီးတော့ဝိညာဉ်ဖိတ်ခေါ်မှာကျွန်တော်လည်းအစာသားမရှောင်ခဲ့ရင်
ဒီလမ်းကြောင်းပေါ်ရောက်ချင်မှရောက်မယ်ဆိုတော့ကျွန်တော်တို့ဘဝမှာကြောက်စိတ်တအားများတဲ့နေရာမှာမြင်ရတယ်ဟုတ်ကဲ့ဆိုတော့ဒီလမ်းကြောင်းပေါ်ရောက်လာဖို့ရတဲ့အစာချောင်းတဲ့ချိန်မှာဝိညာဉ်တော်ပြောတဲ့စကားလုံးယုံတယ်ဆိုတာကျွန်တော်အစာမချောင်းခင်တဲ့ဝိညာဉ်တော်ပြောမှာပဲလေဒါပေမဲ့မယုံလို့ပဲဖြစ်မှာပေါ့ဟုတ်ကဲ့အတန်လည်းကြမှာမယုံဒါပေမဲ့အစာချောင်းတဲ့ချိန်မှာတော့တအားယုံသွားပြီဟုတ်ကဲ့ကိုတော်လည်းကျွန်တော်နဲ့နီးကစကားပြောခဲ့တဲ့အချိန်လေးတွေကလေဘလို့လည်းမသိတအားနီးလုံးနဲ့ဟုတ်ကဲ့တအားနီးလုံးနဲ့တခုလို့ဖြစ်သွားဘူးနော်ဘလို့မှလူတွေခွဲလို့မရတဲ့အထိဟုတ်ကဲ့ကိုတော်ကျွန်တော်အဲ့နေရာကိုပို့ပေးဘူးတယ်ဆိုတော့ဒီဟာလေးတွေကအစာချောင်းတဲ့ချိန်မှာရသွားတယ်ဆိုတော့ဟုတ်ကဲ့ပါစာဆောင်တဲ့နီလန်းနဲ့ရတဲ့နီလန်းရှိရင်တခြားနီလန်းတွေကျွန်တော်ရွေးပြီးတော့မရဘူးဆိုရင်စာဆောင်တဲ့နီလန်းကိုရွေးမကောင်းဘူးလားဟုတ်ကဲ့ပါဆရာဒါဆိုရင်တော့ဆရာဒီအခုပမာပြေးလဲဆရာပြောတဲ့နီလေးရချင်းချင်းနဲ့လွတ်သွားပြီလွတ်သွားပြီဒီ90နဲ့တက်ပြီးတော့မယ်3နှစ်ပဲလူတော့တယ်ပေါ့နော်2010ပမာပြေးနိုင်ငံရေးအခြေအနေလဲကောင်းလာဖို့ပဲရှိတာပေါ့နော်ကောင်းလာမဲ့သဘောရှိတယ်မဲ့ခုနငွေရေးကြီးပိုင်းကနေကောင်းလာပြီးတော့တန်ရှင်းတဲ့ဝင်တော်ပိုင်းကမကောင်းလာရင်သူတို့ဒုက္ခပြန်ရောက်အောင်မယ်ဆိုတော့အဲ့ဒီကိုကယ်မဲ့လူတွေအများကြီးပြုတ်ထောင်မှုလို့တော့ဟုတ်ပြီဆိုတော့ဒီရုပ်ပိုင်းဆိုင်ရာတိုးတက်ပြီးမှဝိညာဉ်ပိုင်းဆိုင်ရာမတိုးတက်ဘူးပေါ့မတိုးဆိုရင်တော့ဟုတ်တယ်အခုတရုတ်ပြည်ကြီးကကွန်မြူနတီဝါဒချိန်ချင်းပြောက်ွယ်သွားပြီဟုတ်ကဲ့ဒါပေမဲ့တရုတ်လူမျိုးတွေဘယ်ကိုသွားမလဲဆိုတာလမ်းပြတ်မဲ့လို့မရှိဘူးအခုသူတို့ဝိညာဉ်တော်တွေးလာတဲ့လူတွေကြတော့တက်သွားတာပဲလေရှင်ပြင်းစားတက်သွားတယ်ဝိညာဉ်တော်မတွေးတဲ့လူတွေကဘာသာရေးပဲဝင်ရတော့မှာဟုတ်ကဲ့ပါဘာသာရေးပဲဝင်ရင်တော့သူတို့ထောင်ထင်းသွားနိုင်တယ်ဟုတ်ကဲ့ပါဆရာဆိုတော့ကျေးဇူးတင်နေဆရာအောင်လည်းကျေးဇူးတင်ပါတယ်လို့ဒီမှာကျွန်တော်ချင်းတောင်နဲ့ဘုရားပြီးတွေ့တော့ပေါ့နော်ဆရာနဲ့အောင်ဆရာဖြစ်ပါတယ်လို့နော်နောက်ကြရင်လည်းဘုရားဖွင့်ပြချက်အသိရှိနေဆရာနဲ့ပြန်တွေ့ချင်ပါတယ်ဟုတ်ကဲ့ဆရာရဲ့အမှုတော်လုပ်ငန်းမိသားစုအားလုံးဘုရားကောင်းချီးပေးပါစေအာမင်ဆရာတို့ခရစ်ယာန်အားလုံးလည်းဘုရားရှင်ဘုန်းတော်ထင်ရှားပါစေအာမင်